ဇီချွမ်းငါ3နှစ်ကြာစောင့်ခဲ့တယ်အခုမှငါနောက်ဆုံးတော့မင်းဘေးမှာပွန့်ပွန့်လင်းလင်းရက်နိုင်ပြီမဖကငါနာမည်ခေါ်တဲ့အခါငါအရန်စိတ်လှုပ်ရှားသွားတယ်ကျေးဇူးပါအချစ်အရင်ဆုံးပွဲအတွက်ပဲလိုက်လုပ်လိုက်ပါမင်္ဂလာပွဲပြီးရင်မင်းအတွက်တီးတန့်တပွဲလုပ်ပေးမယ်ငါတို့2ယောက်အတွက်ပဲမင်္ဂလာပွဲစီစဉ်သူတို့သမီးနာမည်ကိုတငယ်ချင်းမနာမည်နဲ့ရေးခဲ့တယ်ဒါပေမဲ့ငါယောက်ျားကစင်ပေါ်မှာရက်ပြီးငါ့ကိုတီးတက်ဖို့ပွဲတိုင်းလိုက်လုပ်ဖို့ပြောတယ်တို့သမီးကအခုတငယ်ချင်းမှဖြစ်သွားပြီငါသူ့ကိုလက်မထက်တော့ဘူးနောက်ထပ်တို့သားကူစီချွမ်းကိုကြိုးဆိုပါတယ်နှစ်တို့သမီးဖန်ချင်းချင်းစင်ပေါ်တက်ရန်ဘာဖြစ်နေတာလဲတို့သမီးကရှန်နီယန်မဟုတ်ဘူးလားဘာလို့တို့သားရဲ့ဝမ်းခွဲညီမကိုပြောင်းလိုက်တာလဲတို့သမီးကိုလဲလှယ်လိုက်တယ်ဒါပေမဲ့အောက်မှာရှိတဲ့သူရှန်နီယန်မဟုတ်ဘူးလားငါကြားတယ်ရှန်နီယန်ကမင်္ဂလာဆောင်တန်စာကြီးကြီးတောင်းနေတဲ့ဒေါ်လာ2သိန်းလမ်းချမ်းမှာဘသူကအဲ့ဒီလောက်တောင်းလဲသူတေချာပေါက်ပြစ်ခံရတာပဲဟုတ်တယ်ဂူစီချွန်ကလူကောင်းတစ်ယောက်ပဲရှန်နီယန်ကိုလက်ထပ်တာရှန်မီသားစုရဲ့ကံကောင်းမှုပဲရှန်နီယန်ဒီတငယ်ချင်းမဝစ်စုံကမင်းနဲ့လိုက်ဖက်တယ်ကြည့်ဒါငါတို့ကျောင်းကနာမည်ကြီးထူးချွန်ကျောင်းသားရှန်နဲ့ဖះမဟုတ်ဘူးလားသူဘယ်လိုလုပ်ယောက်ျားဘက်ကပြစ်ခံရတာလဲပြစ်ခံရတာပဲထုတ်ပြီးလန်ဒါအတန်းဖော်ရီမြင်အောင်လုပ်ကိုထင်ကြီးတဲ့ထူးချွန်ကျောင်းသားရှန်လဲဒီနေ့ဒီနေထားရောက်တယ်ဂူစီချွန်းမင်းတို့သမီးကိုလဲလှယ်နေတာလားဘလို့ဖြစ်နိုင်မလဲနီယန်စိတ်လျှော့လိုက်မင်းဒီမှာမရှိဘူးလေဒါကြောင့်ချင်းချင်းကပွဲအတွက်ကူညီပေးတာဘာလဲပွဲအတွက်ကူညီတာဆိုတာငါကဒီမင်္ဂလာပွဲရဲ့တို့သမီးပဲမင်းသူ့ကိုငါနေရာမှာဝင်ခိုင်းတာလားချင်းချင်းကကူညီဖို့လာတာပါမငင်းနဲ့တခြားကိစ္စတွေနောက်မှပြောကြပွဲအတိုင်းလိုက်လုပ်တယ်3နှစ်အတူရှိခဲ့တယ်ဇီချွန်းတစ်ချက်ကြည့်ုံနဲ့ငါသူပါတွေးနေလဲသိတယ်သူအရန်အေးစစ်စွာပြောတယ်အရန်ယုံကြည်မှုရှိစွာဒါကရုတ်တရက်ဆုံးဖြတ်ချက်မဟုတ်ဘူးမတော်တဆလည်းမဟုတ်ဘူးဒါကကြိုတင်စီစဉ်ထားတာပဲငါဝင်လာတဲ့အချိန်ကစပြီးငါဒီမှာလှောင်ပြောင်ခံရတာပဲအမေအဖေဒီနေ့မင်္ဂလာဆောင်မှာကူဇဲချွမ်နဲ့ဖန်ချင်းချင်းအခမ်းအနားကိုပြီးဆုံးသွားတယ်သူတို့ငါနာမည်ကိုပြောင်းလိုက်တယ်ဖန်ချင်းချင်းရဲ့နာမည်ဖြစ်သွားတယ်နန်းငါတို့အားလုံးမိသားစုပဲချင်းချင်းကဇဲချွမ်ရဲ့ဝမ်းကွဲပါမင်းရေချိုးကန်းသွားတော့ကမင်းနေရာကိုလာဝင်တာဘာမှမဟုတ်ဘူးဒီနေ့ဧည့်သည်တွေအများကြီးပဲဇဲချွမ်ကိုမျက်နှာလေးတစ်ခုပေးလိုက်ပါဦးငါထင်တဲ့နာမည်ကမင်္ဂလာဆောင်စီစဉ်သူရဲ့အမှားပဲရည်ရွယ်ချက်ရှိမဟုတ်ဘူးစိတ်အေးထားပါဒီမိသားစုကြီးနန်းမင်းရဲ့ကြိုတင်ငွေအတွက်ကျေးဇူးအများကြီးတင်တယ်ငါတို့အိမ်အစ်မရှိဘူးလေတောင်းပန်ပါတယ်ငါမလုံလောက်ဘူးနန်းငါလာစားရတဲ့အခါနှစ်ဆပြန်ပေးမယ်မင်းအိမ်အောင်ကြရင်ငါသမီးရင်ပဲသမီးရင်ဆိုရင်စရင်ရှင်းမှာမဟုတ်ဘူးဒါဆိုဒါမင်းတို့မိသားစုတစ်ခုလုံးရဲ့လုပ်ရလားမင်းတို့မိသားစုတစ်ခုလုံးငါသွေးကိုစုပ်ချင်ကြတယ်ငါအသားကိုစားချင်ကြတယ်ရှန်နန်းမင်းတယောက်တည်းဒီမှာဇလန်းကြီးလုံနေတယ်ဘာအဓိပ္ပာယ်ရှိလို့လဲလူတိုင်းကြိတ်နေတယ်မင်းကိုမင်းရှက်เสียဖြစ်နေတယ်ဟမ်မင်းက30နီးပါပဲဘာလို့ဒီလောက်ထိမရင်ကျက်သေးတာလဲနန်းမင်းစိတ်အေးထားလို့ရလားငါတို့ရဲ့ဆွေမျိုးမိတ်ဆွေအားလုံးဒီမှာရှိတယ်မင်းကလူတိုင်းကိုမျက်နှာပြက်စေတာလားငါတို့ရဲ့3နှစ်ကြာဆက်ဆံရေးမင်းနဲ့အတူညဆိုင်လုပ်ခဲ့တယ်မင်းနဲ့အတူတညလုံးနိုးနေခဲ့တယ်ငါတကယ်ဂယုစိုက်ခဲ့တယ်အခမ်းအနားကိုအရင်ဆုံးပြီးအောင်လုပ်လိုက်အိမ်ပြန်ရင်အကုန်ရှင်းပြမယ်ရှန်နန်းဒီတောင်ကိုမတက်ခင်ငါဆုံးဖြတ်ပြီးသားပဲမင်းဟုတ်တယ်လို့ပြောရင်ငါမင်းနဲ့အတူဘယ်နေရာမဆိုသွားမယ်ငါ့ကိုလက်ထပ်ပါငါမင်းကိုအသက်နဲ့ကာကွယ်မယ်ချစ်လေးမင်းအိမ်ပြန်လာရင်ဗိုက်စာနေမှာကိုငါစိုးရိမ်တယ်မင်းညဆိုင်လုပ်တဲ့အခါတိုင်းငါမင်းကိုညစာတစ်ခါတည်းယူလာပေးမယ်ငါကလူရုံမာတယောက်လှည့်စားတာကိုမကြောက်ဘူးငါကအတူအယောင်ချစ်ချင်းကိုကြောက်တယ်ကောင်းပြီအမေမင်းပြောတယ်စီစဉ်သူမှားသွားတယ်လို့လားမင်္ဂလာဆောင်စီစဉ်သူပဲမင်္ဂလာဆောင်စီစဉ်သူဘယ်မှာလဲသူ့ကိုခေါ်လိုက်ပါမဲရှင်းနီရန်ငြိမ်ငြိမ်လေးပြောကြည့်ရအောင်မှတ်မိသလောက်ဆိုရင်မင်္ဂလာဆောင်က3သိန်းကြပါတယ်မင်းတို့နာမည်မှားလို့ငါဖြတ်မယ်ပတ်စံပြန်ပေးမဲရှင်းနီရန်နာမည်မှားတာကငါတို့အမှားမဟုတ်ဘူးအိုးမေနီယန်အမှားပါစိတ်မပူပါနဲ့ရှုပ်ရှက်ဖြစ်သွားတာပါမင်းရေချိုးကန်းသွားတော့ကချင်းချင်းကမင်းနေရာဝင်ပြီးလှုပ်ပေးလိုက်တာတိတ်မစိုးပါဘူးငါရေချိုးကန်းသွားခင်ချင်းချင်းကတကားဝမှာမိတ်ကပ်လိမ့်နေတယ်ငါထွက်လာတော့တကားတော့9မိနစ်လောက်ပိတ်သွားတယ်ငါခောက်လိုက်တယ်ဒါပေမဲ့အပြင်ကဘသူမှငါ့ကိုမကြားဘူးချင်းချင်းမင်းတကားတော့ခတ်ခဲ့တယ်မင်း
ငါ့ကိုမဆွဆွဲနဲ့အမေမင်းတို့အားလုံးကြိုတင်စီစဉ်ထားတာပဲမင်းတို့ကငါ့ကိုမင်္ဂလာဆောင်မတိုင်ခင်မှာ350အာမခံငွေလိမ်ယူခဲ့တယ်ပြီးတော့ချင်းချင်းကိုပူးတွဲရင်းနှီးမြှုပ်နှံသူအဖြစ်ထည့်သွင်းလိုက်တယ်မင်္ဂလာဆောင်မှာနာမည်တွေလဲလှယ်ခဲ့တယ်ဒါကြောင့်လူတိုင်းဒါကဖန်ချင်းချင်းနဲ့ကူဆယ်ချွန်းတို့ရဲ့မင်္ဂလာဆောင်လို့ထင်သွားကြတယ်မင်းတို့ကငါတို့ကိုလိမ်လည်ဖို့စူးစမ်းနေတာပဲလိမ်လည်တယ်ဆိုတာဘာကိုပြောတာလဲမင်းကငါ့ကိုဆွဆွဲပိုင်ခွင့်မရှိဘူးအမေယုံချင်းယုံမယုံချင်းနေငါဒီကိုမလာခင်ဒီအကြောင်းငါသိပြီးသားပဲမင်းတို့အားလုံးမှာကိုယ့်ကြံအစီတွေရှိတယ်ဒါပေမဲ့မင်းတို့တခုလွဲသွားတယ်ငါကဘယ်တော့မှလက်လျှော့မခံဘူးပြီးတော့ငါမင်းတို့မိသားစုတစ်ခုလုံးကိုလွတ်သွားခွင့်မပေးဘူးမင်္ဂလာဆောင်ကတသိန်းကြပါတယ်နာမည်ပြောင်းတဲ့သူကပတ်စံရှင်းရမယ်ရှင်းနေရန်ငါလက်တွေနာတယ်သူ့ကိုဘယ်သူမှမထိရဲဘူးမင်းဒီမှာဘာလုပ်နေတာလဲမင်းလာမှာမဟုတ်ဘူးလို့ပြောခဲ့တာပဲငါရဲ့ငယ်တငယ်ချင်းကိုတွေ့ရမှာပေါ့12နှစ်ကြာသူမကလူမိုက်တယောက်ကိုလက်ထပ်တာမိုက်မဲတာလားချမော်ကငါစီလာခဲ့တယ်အဲ့ဒီတုန်းကငါမယုံပေမဲ့စိတ်ထဲမှတ်ထားတယ်ငါလုံးဝမတွေးမိဘူးသူ့မိသားစုကမင်္ဂလာဆောင်အိမ်ကိုလက်စော့တယ်ရှင်နန်းမင်းတေချတယ်နော်ဂူစေချွန်းသူကမင်းထင်တယ်လို့လူမဟုတ်ဘူးမင်းဒီဒုက္ခထဲမဝင်ရဘူးချမော်မင်းဒီနေငါကိုထူးထူးခြားခြားခေါ်ထုတ်တာပြောဖို့ပဲငါရဲ့စိတ်ဆက်ထားသူရဲ့အားနည်းချက်တွေငါသူ့ကုမ္ပဏီကိုစုံစမ်းကြည့်တယ်သူ့အခြေအနေကလုံးဝမကောင်းဘူးသူမင်းကိုအလောတကြီးလက်ထပ်ချင်နေတာဒါပဲလုံလောက်ပြီဂူစေချွန်းကဘလို့လူလဲငါသူနဲ့3နှစ်ရှိပြီငါသူ့ကိုမင်းထက်ပိုသိတယ်ချမော်မင်းရွယ်ချက်ကောင်းတယ်ဆိုတာငါသိတယ်ဒါပေမဲ့ငါမင်္ဂလာဆောင်ကိုငါကိုယ်တိုင်ဆုံးဖြတ်မယ်ကောင်းပြီမင်းဆုံးဖြတ်ပြီးသားဆိုရင်မင်းအကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းတယ်။ဘာလဲမင်းတို့မကြားဘူးလား။သူတို့သမီးရဲ့နာမည်မှားတာကိုရေးကိုတာစော်ကားမှုဖြစ်သွားတယ်။သူတို့သမီးကိုမင်္ဂလာဆောင်စေးအားလုံးပြန်အမ်းရမယ်။ရှင်နန်းအလှမယ်ကဂူစေချွန်ရဲ့ဇနီးကိုယ်တိုင်လာပြောတယ်။ဖန်ချင်းချင်းရဲ့နာမည်သုံးရမယ်လို့ငါတို့ပြောတဲ့အတိုင်းပဲလုပ်တယ်။ဒါဘလို့မျိုးရဲ့ဘတ်တော်သားတွေလဲ။သူတို့သမီးနာမည်ပြောင်းလဲတာလား။သူတို့ဘာသိလဲ။ဂူမိသားစုကသူမကိုမဖြတ်စည်းခြင်းဘူး။သူမကမင်္ဂလာဆောင်လက်ဖွဲ့ငွေ2000တောင်းတယ်။ရှင်နန်းကအတင်းကျပ်လက်ထပ်ခိုင်းတာ။မင်းတို့အားလုံးမင်္ဂလာဆောင်လက်ဖွဲ့ငွေ2000ကိုများတယ်လို့ထင်နေဆိုရင်ဒါဆိုငါမင်္ဂလာဆောင်ဖြစ်မယ်ရှောင်းဝမ်းပစ္စည်းတွေငါကိုပေးလိုက်ဒီလိုဒေါသတွေဘသူကိုပြရတာလဲမင်းတကယ်ထင်တယ်ဒီမှာရက်ဖို့မင်းခွင့်ရှိသေးလို့လားမင်းက$2သိန်းလို့ပြောတယ်ဒါပေမဲ့ကူမိသားစုကငါအိမ်အတွက်အိမ်မက်ငွေပြန်ပေးနေတာဒီပထမပုံကငါပို့ခဲ့တယ်ဆိုတာတက်တည်ပြတယ်$8,800ဇဲချွန်ကိုအိမ်အတွက်ပို့ခဲ့တယ်ရက်လိုက်ပါအိမ်မှာပြောလို့ရတယ်အားလုံးစားသုံးကြပါနည်းနည်းလေးအထင်မြင်လွဲမှားမှုပါကျွန်တော်တို့ဖြေရှင်းလိုက်ပါမယ်ဘယ်သူမှမထွက်နဲ့မင်းကငါ့ကိုလေးစားမှုတစုံတရာမှမပြခဲ့ဘူးအခုတော့မျက်နှာပြက်မှာကြောက်လို့လားမဖြစ်နိုင်ဘူးဒီနေ့အကုန်ရှင်းပြမယ်လူတိုင်းရှေ့မှာငါကလက်ဆောင်ကြီးတစ်ခုတောင်းတာလားဒါမှမဟုတ်မင်းကငါအိမ်အတွက်အိမ်မက်ငွေကိုခိုးယူခဲ့တာလားဒီဒုတိယစာချုပ်မှာငါနာမည်ပါရမှာပါဒါပေမဲ့ပူးတွဲရင်းနှီးမြှုပ်နှံသူကဏ္ဍမှာငါနာမည်ကိုအစားထိုးခဲ့တယ်ဖန်ချင်းချင်းနဲ့ရှန်နီယန်မင်းပါလုပ်နေတာလဲငါပြောတယ်အထင်မြင်လွဲမှားမှုပါလို့တော်ပြီဟာအထင်မြင်လွဲမှားမှုလားပြီးခဲ့တဲ့လ15ရက်နေ့မှာမင်းကအလုပ်ပို့လုပ်မယ်လို့ပြောပေမဲ့သူမကိုအိမ်ရောင်းစာချုပ်လက်မှတ်ထိုးဖို့ခေါ်သွားခဲ့တယ်ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာကောမင်းပါလုပ်ခဲ့လေမင်းကငါအိမ်စာတန်းလိုတယ်လို့ပြောခဲ့တယ်ငါနာမည်ထဲဖို့ဒါပေမဲ့မင်းကရင်းကိုအေဂျင်စီပေးပြီးအကဲဖြတ်ခိုင်းခဲ့တယ်ပေါင်နှံဖို့မင်းကလုပ်ငန်းစဉ်တစ်ခုပဲလို့ပြောခဲ့တယ်သူမရဲ့အိမ်နံပါတ်လိုတဲ့လုပ်ငန်းစဉ်တစ်ခုလားသူမတို့သမီးဝတ်စုံဝတ်ဖို့တို့သမီးအဖြစ်ရက်ပြီးစရင်သွင်းဖို့လိုလားရှန်နီယန်မင်းသားတွေအားလုံးကိုကြိုတင်စီစဉ်ထားတာလားဟုတ်တာပေါ့မင်းထင်လားငါမပြင်ဆင်ဘူးလို့မင်းကငါအိမ်ကိုခိုးယူဖို့ကြံစီနေချိန်မှာငါကတံပြန်တိုက်ခိုက်မှုကိုပြင်ဆင်မထားဘူးလို့အိုးဟုတ်တယ်ပြီးခဲ့တဲ့အပတ်ကမင်းဖေရဲ့အကောင့်ထဲကိုပို့ခဲ့တဲ့တရားချင်းငွေကောဘလို့လဲဒါကမင်းလုပ်တာလားဒါမှမဟုတ်မင်းမေလုပ်တာလားမင်းတကယ်ထင်လားမျက်နှာပြင်ပေါ်ကတက်တေတွေကငါမှရှိတဲ့တခုတည်းလို့မင်းဖေရဲ့လက်ရလဲရှိသေးတယ်ဖွေစဲအတီးပြူစနစ်မှာဇဲချွန်မင်းကမင်းဖေကိုတောင်ရောင်းစားခဲ့တယ်။ပါဇက်ပိတ်ထားဘာမှမပြောနဲ့။အမေသူတိသွားပြီ။ငါတိတယ်သူတိပြီးသားဆိုတာ။ဒါကြောင့်မင်းလည်းပါဇက်ပိတ်ထား။မင်းတို့နှစ်ယောက်စကားမပြောနဲ့တော့သူမမှာတက်တည်ရှိတယ်။စကားပြောတာကပိုဆိုးစေတယ်။စိတ်အေးထားငါဖြေရှင်းမယ်။မင်းရဲ့အတရေဖြတ်တာကိုရက်လိုက်မင်းကဒီမင်္ဂလာဆောင်ကိုမလိုချင်တဲ့သူပဲအခုမင်းကူမိသားစုရဲ့ဂုဏ်သတင်းကိုထိခိုက်နေတယ်မင်းကရှက်စရာမရှိတဲ့မိန်းမပဲအတော်စိတ်မဆိုးပါနဲ့
ဦးလေးတွေအတော်တွေအားလုံးဒီလိုဖြစ်သွားတာဘယ်လိုလဲမသိဘူးကောင်းကောင်းလုပ်နေတဲ့မင်္ဂလာဆောင်ကြီးပြတ်သွားတယ် သူမဒီနေ့တကယ်ကိုရှုပ်ထွေးစေခဲ့တယ် ဘာလို့တီးတန့်မပြောတာလဲ ဒါကအရန်ကြမ်းတမ်းနဲ့ရှုပ်ထွေးအောင်လုပ်တာမင်းကလေးမင်းပါလုပ်နေတယ်ဆိုတာသိလားငါကဘာကြီးအာမခံအုပ်စုကဒုတိယဥက္ကဋ္ဌပြီးတော့ဇီချွန်ရဲ့တငယ်ချင်းငါတို့ကုမ္ပဏီရဲ့တရားရေးရအငင်းပွားမှုတွေငါကအဲ့ဒါကိုတာဝန်ယူထားတယ်မင်းဒီနေ့လုပ်ခဲ့တာအရန်လွန်တယ်မင်းကိုရက်ဖို့နောက်ဆုံးအခွင့်အရေးတစ်ချိန်ပေးတယ်ကောင်းပြီဂူမီသားစုကိုစားငါကအတရေဖြတ်မှုအတွက်တံပြန်တရားစွဲမယ်သူတို့သမီးလက်ဖွဲ့ငွေကိုနှစ်ဆပြန်ပေးမယ်လူလူအမြင်ကဖိအားပေးတယ်ငါကမင်းကိုအရင်ဖိအားပေးမယ်မင်းအလုပ်ပြုတ်လိုက်မယ်မင်းအဖေတာကိုကင်တွယ်နိုင်လား ရှောင်းဒုတိယဥက္ကဋ္ဌလုပ်ကြည့်လိုက်ပါငါဖျားနေတဲ့အဖေကိုတုံးပြီးချင်းချောက်တာလားဒါကကုမ္ပဏီကြီးတစ်ခုရဲ့ဒုတိယဥက္ကဋ္ဌလုပ်ပုံလုပ်နည်းပဲရှောင်းအကိုပြောတာမှန်တယ်ပြီးတော့မင်းဒီနေ့ဒီရှုပ်ထွေးမှုကိုဖန်တီးခဲ့တယ်မင်းလက်ထက်ချင်သေးလားမင်း30နီးပါပြီဘသူကမင်းကိုလိုချင်မှလဲငါတို့မင်းကိုလက်ခံထားတာမျက်နှာပေးတာပဲ ဒါပါလေ အဖေဒီမှာဘာလို့လဲမင်းရဲ့အဖေကနိုးတာနဲ့လာချင်တယ်လို့ပြောပြီးသူ့ကိုမတားနိုင်ဘူးသူမလွတ်နိုင်ဘူးလို့ပြောတယ်သမီးရဲ့အရေးကြီးနေကိုဘယ်သူသိမလဲငါတို့ဒီလောက်ကြီးတဲ့ဒရာမာတွေရောက်သွားမယ်လို့လက်ဖွဲ့ပစ္စည်းကဂူဆယ်ချွန်စီကဖြစ်တယ်ငွေလွှဲမှတ်တမ်းတွေရှင်းရှင်းလင်းလင်းရှိတယ်မင်းငါကိုပြန်ပေးစေချင်ရင်မင်္ဂလာအိမ်ကိစ္စကိုအရင်ရှင်းပါတရားစွဲချင်လားငါအဆုံးထိသွားမယ်ငါတို့အားလုံးပျက်စီးသွားရင်တော့ငါလူတိုင်းကိုတေချာအောင်လုပ်မယ်ဂူမီသားစုရဲ့အစစ်အမှန်မျက်နှာကိုမြင်အောင်မင်းလေးချိုချိုလေးမင်းပါဇက်ကိုစုပ်ဖဲပစ်မယ် ဂူတော်ကြီးသူမကိုထက်ရိုက်လိုက်စမ်းဒါဆိုငါတို့ဒီမှာဆက်မပြောတော့ဘူးမင်းဘယ်သူလဲကိုကိစ္စကိုကြည့်မိတ်ဆက်ဖို့မေးသွားတယ်ဂျန်ဟဲရှိနေယုံအကြီးတန်းမိတ်ဖက်ချမ်မိုးဒီနေ့မင်္ဂလာဆောင်တစ်ခုလုံးငါအကုန်လုံးရိုက်ကူးထားတယ်တက်တေအထောက်ထားကွင်းဆက်ပြည့်စုံတယ်တရားစွဲချင်လားငါကိုယ်တိုင်မင်းကိုရင်ဆိုင်မယ်ဂူမီသားစုနဲ့မင်းရဲ့ယုံလို့ခံနိုင်မလားဆိုတာကြည့်ရအောင်ငါသိတယ်မင်းတို့နှစ်ယောက်ကောင်းတာမလုပ်ဘူးမင်းငါကိုဘယ်တော့မှလက်ထပ်ချင်ခဲ့တာမဟုတ်ဘူးဟုတ်လားမင်းငါကိုနှစ်တွေကြာအောင်လှည့်စားနေတာပဲမဟုတ်ဘူးလားသူမကိုလွှတ်လိုက်ပါမင်းကဘသူလို့ထင်နေတာလဲ ဂူစာချွန်းမင်းရဲ့ကုမ္ပဏီရဲ့ရန်ပုံငွေကုန်သွားပြီလို့ကြားတယ်မင်းငါကိုလက်ထပ်ဖို့အလင်းလိုနေတယ်မင်းဘာလုပ်ချင်နေလဲငါသိတယ် မင်းဘာကိုဆိုလိုတာလဲမင်းငါကိုနောက်ထပ်တက်တည်ပြစေချင်တာလားကောင်းပြီငါမင်းကိုပေးမယ်ကျေးဇူးပြုပြီးစိတ်အေးထားပါသူတို့သမီးစေးအကြောင်းနောက်မှပြောကြတာပေါ့ မင်းနားမလဲသေးဘူးလို့ငါထင်တယ်ဒါကသူတို့သမီးစေးအကြောင်းမဟုတ်ဘူးမိမိသားစုရဲ့လိမ်လည်မှုအကြောင်းပဲအဖေပြီးခဲ့တဲ့လကကူစာချွန်းစေးရုံမှာခမားကိုလာတွေ့တယ်သူတစ်တီးအိတ်တလုံးယူလာတယ်ပြီးတော့ခမားရဲ့အိမ်စာချုပ်တပ်ပုံကိုတောင်းတယ်အဲ့ဒါကိုမှတ်မိသေးလား ငါမှတ်မိတယ်ဇာချွန်ကအိမ်မှာခမားနာမည်လိုတယ်လို့ပြောတယ်အိမ်ယာယုံကအထောက်ထားလိုတယ်ခမားမိသားစုမှာနေရာတည်မြဲရှိတယ်ဆိုတာငါမှစာရွက်တစ်ခုပျောက်နေတော့သူ့ကိုဓာတ်ပုံရိုက်ခွင့်ပေးလိုက်တယ် ခမားနာမည်ထည့်ဖို့ပဲမဟုတ်ဘူးလားနောက်ထပ်စာရွက်တွေပဲလား နေ့ဒီနေ့မင်းရဲ့အရေးကြီးတဲ့နေ့ပဲဒီလိုမျိုးမပြောသင့်ဘူးဒါကဆွဆွဲမှုတသက်ပဲ ဆွဆွဲမှုလားမဟုတ်ဘူးလားတက်တဲ့အထောက်ထားတွေကိုပြောပါစေအားလုံးတေချာကြည့်ကြပါကျန်းရဲ့နောက်ဆုံးလေဖြတ်ချက်အဲ့ဒါကအလေးကျအတက်ဆောင်နေတယ်ဒါပေမဲ့အဖေကဘယ်တော့မှအတက်ဆောင်မရေးဘူးဒါအပြင်အဖေကပြီးခဲ့တဲ့အပတ်ကခွဲစိတ်ကူးသားမှုခံယူခဲ့တယ်သူ့လက်မှာအင်္ဂတေကပါတယ်သူစားတူးတော်မသုံးနိုင်ဘူးသူဘယ်လိုလုပ်ပြီးဒီလောက်အားကောင်းတဲ့လေဖြတ်ချက်တွေရေးနိုင်မလဲ နှစ်ဒီစာလုံးကိုငါလုံးဝမရေးခဲ့ဘူး ဘာအကျွေးလဲဟာစီးပွားရေးချင်းငွေအာမခံကြိုတင်ခွင့်ပြုစာရွက်တွေငါတို့ဘယ်တော့ကတခြားသူအတွက်အာမခံပေးဘူးလို့လဲ ဦးလေးအတော်သူမရဲ့အတိတ်ပဲမရှိတဲ့စကားတွေကိုနားမထောင်နဲ့စိတ်မဆိုးပါနဲ့ဒါကကြိုတင်ခွင့်ပြုချက်ပဲလှုပ်ထုံးလုပ်နည်းတစ်ခုပဲဘဏ်ကချင်းငွေကိုမထုတ်ပေးသေးဘူး ဒါဆိုမင်းတီတူအပလက်မှတ်တူစာရွက်ကအစ်စ်ဖြစ်တယ်လို့ဝန်ခံနေပေါ့မင်းနှုတ်ပိတ်လိုက်အတင်းဖြင်းတွေမပြောနဲ့ရှင်းနေရန်မင်းမတုံညံ့ရရဲဘူးဒီမြစ်ပတ်တဲ့ဓာတ်ပုံတွေနဲ့ငါတို့ကိုခြောက်လန့်ဖို့လားငါတို့ကူအိမ်ကအပြစ်မဲ့တယ်မင်းကကုံသတင်းကိုမဖြတ်ရဲဘူးတရားဝင်လက်မှတ်ထိုးတာမပြီးသေးဘူးဒါပေမဲ့ဒီစာရွက်စာတမ်းစာမျက်နှာကဗန်စနစ်ထဲကိုရောက်သွားရင်မင်းတို့စာရွက်တွေကိုတင်ပြီးပြီလို့ပြောလို့ရတယ်ပြီးတော့ထုတ်ယူရင်ဒဏ်ကြေးရှိတယ်ငါအဖေကိုပြန်လက်မှတ်ထိုးခိုင်းဖို့ဟုတ်တယ်မလားတော်တော့ပြီ အတိတ်ပဲမဲ့တာတွေကြီးပဲငါပဲတော်ပြီလို့ပြောတာမင်းတို့ဂူမီသားစုကမျက်နှာပြက်တယ်ငါမင်းတို့ကိုတကယ်ပဲအထင်လွဲခဲ့တယ်ငါရဲ့အဖိုးတန်သမီးကိုမင်းတို့မိသားစုကိုပေးခဲ့တယ်ရောက်ခမတို့ရေနားလည်မှုလွဲတာဖြစ်မှာပါရှင်းနီရန်ကမကောင်းရည်ရွယ်တဲ့သူတယောက်ရဲ့လွှမ်းမိုးမှုခံထားရတာဖြစ်မှာပါ မင်းတို့ငါ့ကိုတောင်းပန်စီချင်တာလားဂ
ကူးလေးကကူမိသားစုထဲမှာဘာမှမသိတဲ့သူပဲအခုချိန်ထိဖြစ်ခဲ့တာကိုမင်းလုံးဝမသိဘူး ရှင်းနေရန်မင်းကပုံမှန်ဆိုအရန်ကောင်းတယ်ဒီနေ့ဘာလို့ရုတ်တရက်ပြောင်းသွားတာလဲမင်းကိုငါမသိတော့ဘူး ကူးလေးရဲ့ချစ်စရာသားကတိတ်ကောင်းကောင်းဖုံးထားတယ်ပြီးခဲ့တဲ့အပတ်ကကူးလေးရဲ့အကောင့်မဟုတ်ဘူးလားပတ်စံအမြောက်အများဝင်လာတာလား ရှင်းနေရန်ပါဆက်ပိတ်လိုက်ဟုတ်တယ်ဒါပေမဲ့အဲ့ဒီပတ်စံကဇီကုမ္ပဏီကငွေအပ်တစ်ခုငါစီမှာယာယီတင်ထားတာပါ ဒါကြောင့်ငါမင်းကိုနှုံတယ်လို့ပြောတာတရားချင်းငွေမင်းအကောင့်ထဲကိုရောက်သွားတယ်လက်မှတ်ကိုအတုလုပ်ထားတယ်ဒါဆိုမင်းထောင်ကြမှာဂူစီချွန်မဟုတ်ဘူး အေးစီသူမဒါကိုဘာကိုဆိုလိုတာလဲ အိုးလူကြီးရှန်နန်းကသုံးဖို့တောင်းဆိုတယ်လို့ကြားတယ်သူဖခင်ရဲ့အိမ်စာချုပ်ကိုအမခံအဖြစ်ဂူဆယ်ချွန်ကိုချုပ်ကင်ဖို့ဟန်ချင်းချင်းကအုပ်စုထဲမှာပြောလိုက်တယ်ဂူရဲ့ကုမ္ပဏီမှာပြဿနာတချို့ရှိနေတယ်တဲ့ရှန်နန်းကသူ့ကိုပြန်လှည့်တိုက်တယ်အိမ်ကိုခိုးယူတယ်လို့ဆွဆွဲတယ်သူမကတားကောင်လုပ်တတ်တဲ့ပညာရှင်ပဲအဲ့လောက်အထိမတက်နိုင်တဲ့မိန်းမမျိုးမရှိဘူးအခုတော့သူကျွတ်နေတာကိုမြင်တော့ဒီလိုဒေါသထွက်တာဟန်ချင်းချင်းအတိအကျဘာပြောလိုက်တာလဲမင်းဒီမှာဘာလို့ရှိနေသေးတာလဲမင်းငါအဖေကိုစေးရုံတင်လိုက်တယ်မင်းဒုက္ခအလုံးအလောက်မပေးရသေးဘူးလား ဟန်ချင်းချင်းကောလာဟာလာတွေဖြတ်နေတယ်ငါအဖေရဲ့အိမ်စာချုပ်ကိုယူသွားတယ်ဆိုပြီးမင်းစီပစ်ချဖို့ဂူဆယ်ချွန်းမင်းမိသားစုကတကယ်ကိုမြန်တယ်ရှွန့်ပစ်တဲ့နေရာမှာ ချင်းချင်းကိုအနာဆုံးအထိတွန်းပို့ခံခဲ့ရတယ်မင်းကြောင့်သူမအဲ့ဒါကိုပြောခဲ့တာနန်းငါတို့လက်ထက်ကြတော့မှာပဲငါကုမ္ပဏီကမင်းရဲ့ကုမ္ပဏီပဲမင်းဖေရဲ့အိမ်ကိုတုံးတာဘာမှလို့လဲမင်းငါကိုတေးအောင်တွန်းရမှာလား မင်းကငါအဖေရဲ့အိမ်ကိုမင်းရဲ့ကုမ္ပဏီအတွက်သုံးတယ်မင်းကိုပိုင်အိမ်ကိုဘာလို့မသုံးတာလဲအိုးငါမေ့သွားတယ်မင်းကသားကောင်းတစ်ယောက်ပဲမင်းကိုအဖေကိုတောင်တစ္ဆာဖောက်တဲ့အထိတခြားသူရဲ့ဆိုတာပြောစရာတော့မလိုဘူး မင်း လွတ်လိုက် ငါမလုပ်ချင်ဘူးလို့မင်းထင်လားငါရဲ့ပိုင်ဆိုင်မှုအားလုံးဟိုးအရင်ကတည်းကပေါင်နှံပြီးသားပဲငါတန်ရှင်းတဲ့အာမခံဘာမှမပေးနိုင်ဘူးငါဘာလုပ်နိုင်မလဲ ဒါကြောင့်မင်းမျက်စိကျသွားတာငါအဖေရဲ့တန်ရှင်းတဲ့အိမ်ဟန်ချင်းချင်းကြတော့ရောမင်းကသူမကိုပူးတွဲရန်ပုံငွေရှင်နဲ့ကုမ္ပဏီရဲ့အမိခံအစုရှင်သူမရဲ့နာမည်ကတန်ရှင်းတာကြောင့်လဲပါတယ်နန်းမင်းတို့စကားပြောပြီးပြီလားငါ့ကိုဒီထဲမဆွဲသွင်းနဲ့ငါဘာမှမသိဘူးဇဲချွန်ကနာမည်တက်ပဲလို့ပြောတယ်သူ့ကိုဒီရာကိုကြော်ဖြတ်ဖို့အတွက်မင်းတို့နှစ်ယောက်နာမည်ကိစ္စကိုကိုယ့်ဘာသာဖြေရှင်းကြလူတိုင်းကြားတယ်သူမနာမည်တက်ပဲလို့ပြောတယ်ရေနဲ့တောက်လိုက်မင်းအဝင်နေတယ်ငါပြောဘူးလားမင်းဘွဲယူတဲ့နေ့ငါရှိတယ်ဆိုတာမင်းစင်ပေါ်မှာဘွဲအုပ်ထုံးနဲ့ဇက်ချွန်ကိုရှာနေတယ်အသေးအတန်ပြေးလွှားနေတာတိတ်ချစ်စရာကောင်း ဘွဲယူတဲ့နေ့မင်းလာပြီးငါ့ကိုမပြောဘူးလား မင်းနဲ့မင်းကြီးစားကိုငါမြင်တယ်ငါဘယ်လိုလုပ်ပြီးချင်းကပ်ရမလဲငါထင်တယ်အဲ့ဒီအချိန်ကစလို့မင်းပျော်နေသမျှဒါပေမဲ့ကန်ဆိုးချင်တော့မင်းမပျော်ဘူးဆိုတာထင်ရတယ် ချိန်မူနည်းနည်းလောက်နီးလာခဲ့မင်းအများကြီးပြောပြီးပြီမင်းငါ့ကိုဘာလုပ်စေချင်လဲ ငါမစင်စားရသေးဘူးငါခံစားချက်ကဒီနေ့မပြောရင်နောက်တစ်ခါပြောချင်တဲ့အခါမင်းသူနဲ့လက်ထပ်ပြီးသွားတော့ပြီးဇက်ချွန်မဟုတ်ရင်တခြားတစ်ယောက်ဖြစ်မှာပဲ ဒါဆိုမင်းပြောပြီးပြီငါကြားပြီးပြီဒီနေ့အရင်တုန်းကအချိန်မူငါမျက်လုံးထဲမှာဇက်ချွန်ပဲရှိတယ်ငါဝန်ခံတယ်ဒီနေ့မင်းကိုတွေ့တယ်ဒါပေမဲ့အခုဘာမှမခံစားရဘူး ငါသိတယ်ဟုတ်ပြီ ဒီဟာတွေအကုန်လုံးပြီးသွားရင်မင်းပြောချင်သေးရင် ငါစောင့်မယ်မင်းဖြစ်နေသမျှဘယ်လောက်ကြာစောင့်မယ် ပထမဆုံး3,200,000အင်းစင်ဒုတိယအိမ်ဝယ်စာချုပ်နောက်ဆက်တွဲတတိယလုပ်ငန်းချင်းငွေအာမခံစာရွက်စာတမ်းတွေအဖေရဲ့လက်မှတ်စာမျက်နှာနဲ့ဆေးရုံခွဲစိတ်မှတ်တမ်းအဖေဝမ်းနေပါတယ်ကျွန်တော်မနေ့ကမှသိတာအရင်ကမပြောရဲဘူး သူစေးရုံလာတော့ကမင်းမေကိုသူ့အတွက်ပန်းသီးခုန်ခွာခိုင်းတယ်အဖေသူကအလုတ်ရှုပ်တယ်လို့ပြောတယ်ငါ့ကိုတွေးဖို့အချိန်ပေးတယ်ဒါမျိုးမဟုတ်ဘူး ငါတို့ကိုမခေါ်နဲ့သုံးနှလုံးမင်းကငါတို့ကိုအဖေအမေလို့ခေါ်တယ်အဖေအမေရဲ့တွတ်တက်ထစိတ်ကိုခွေးစားသွားလားဆွေမျိုးကြီးရေရှင်းနေရန်ရဲ့ချင်းချောက်တာကိုမနာပါနဲ့လူငယ်တွေကုမ္ပဏီစတည်တော့ငွေအရင်းနည်းနည်းလိုတယ်သူပြောသလောက်မကြီးလေးပါဘူးဟန်ချင်းချင်းကဝန်ခံလိုက်ပြီးသူကနာမည်ခံပဲမင်းမထပ်ပြောချင်သေးလဲဆွေမျိုးရဲ့နီးရန်အိမ်အောင်ကြတာနဲ့ငါတို့မိသားစုတစ်ခုတည်းဖြစ်သွားမယ်သူ့အဖေကတားမတ်ကိုကူညီတာကတဘာဝကြတာပဲဟုတ်တယ်မလားနာမည်ခံအကြောင်းကတော့ဒါချင်းချင်းရဲ့အကြောင်းပဲပြောတာပဲဒါကိုမယုံပါနဲ့အားလုံးကမိသားစုတစ်ခုတည်းဆိုတော့မင်းတို့မိသားစုအိမ်ကိုဘာလို့မသုံးတာလဲဒါဆိုဘာလို့မင်းတို့ညီရဲ့အိမ်ကိုမသုံးတာလဲ
မင်းတို့ကူမိသားစုအိမ်ကရွှေနဲ့လှုပ်ထားတာလားသူ့အသက်အမခံအိမ်ကကော်ဖီထုတ်လားသမီးကကြိုသွင်းပေးထားတယ်မင်းတို့ကလက်ထက်တဲ့နေရာမှာတို့သမီးကိုလဲလိုက်တယ်အဖိုးကြီးကစေးရုံမှာပဲလဲနေတော့သူ့အိမ်စာချုပ်ကိုယူဖို့အပေါင်ပစ္စည်းအနေနဲ့နောက်ဆုံးမှာမင်းကငါသမီးကိုအမားဝင်ခံပြီးတောင်းပန်ခိုင်းတယ်မင်းတို့ကူမိသားစုရဲ့တခါငါတို့မထိုက်တန်ဘူး မေမေကျွန်တော်မားပါတယ်ဒီနေ့အားလုံးကျွန်တော်မေမေရဲ့အမှားပါသူကကိုယ့်သဘောနဲ့ကိုယ်လုပ်တာပါကျွန်တော်နီယန်ရဲ့နာမည်ကိုထည့်ပေးမယ်ချင်းငွေကိုချက်ချင်းစီစဉ်ပေးမယ်ဦးလေးကိုတာဝန်မယူစေရဘူးမေမေစိတ်အေးအေးထားပါ ကျွန်တော်ကိုမေမေလို့မခေါ်နဲ့ဆက်ဆုပ်တယ်အာမင်းကကိုရှာတာပဲနော်ကောင်းပြီဖြတ်လိုက်တို့သမီးလက်ဖွဲ့ငွေ388အပြည့်ပြန်ပေးမင်းကမင်္ဂလာပွဲအတွက်ပေးရမယ်ကြိုသွင်းငွေ388မင်းတရားစွဲခြင်းတရားရုံးမှာဆွဲလိုက်ငါကြည့်ခြင်းနဲ့ဒီတရားစွဲမှုနှစ်တွေကြာသွားအောင်ဘသူကိုခံနိုင်မလဲဆိုတာရှန်ငါ့ကိုမလန့်ပါနဲ့စစ်ဆက်ကြောင်းလမ်းမှုကိုဖျက်သိမ်းလိုက်အခုပဲတို့သမီးဖိုးငွေအားလုံးပြန်ပေးမဟုတ်ရင်တရားရုံးမှာတွေ့မယ်ဘင်ကျန်းလန်းရဲ့ဘသူလဲရှန်နံပါမနေ့ကအစီရင်ခံတင်ပြထားတယ်လူဟန်ဆောင်မှုအမခံစာရွက်စာတမ်းများလက်မှတ်ထိုးတာပါဝင်ပတ်သက်သူတွေအခုယွန်ချင်းဟိုတယ်ပွဲခန်းမှာရှိတယ်တစ်ဖက်ကစာရွက်စာတမ်းတွေကိုဝန်ခံပါတယ်စောင့်ကြည့်ကင်မရာနဲ့အတန်ဖန်ထားတာတွေရှိတယ်ကျေးဇူးပြုပြီးလာခဲ့ပါနားလဲပါပြီအခုပဲစေလွတ်လိုက်တယ်နေရာမှာစောင့်နေပါမင်းရဲကိုခေါ်လိုက်တာလားဟုတ်တယ်မနေ့ကပါမင်းယူနေလားဘာလို့ငါ့ကိုအရင်မပြောတာလဲမင်းတို့သမီးကိုလဲတဲ့အချိန်ကငါ့ကိုမေးခဲ့လားတာမင်းရဲကိုမခေါ်ရဘူးမင်းဆယ်ချွန်ရဲ့ကုမ္ပဏီကိုပျက်စီးလိုက်မယ်ငါသိတယ်မင်းတို့သမီးကိုတောင်းလဲလိုက်တယ်ကုမ္ပဏီပျက်စီးတာနဲ့ငါပါဆိုင်လို့လဲဟန်ရေစရာကြီးမြန်မသွားပါနဲ့ဦးလျှော်မင်းပြောခဲ့တယ်စကရင်ရှော့အနေငယ်နဲ့မင်းကိုမထိနိုင်ဘူးလို့ရှောင်းဒီကလေးဆန်တဲ့ဂိမ်းအတွက်ငါမှအချိန်မရှိဘူးငါမင်းကိုမထားဘူးဒါပေမဲ့ဟိုတယ်မှာစောင့်ကြည့်ကင်မရာရှိတယ်မင်းခုထွက်သွားရင်ရဲတွေကမှတ်တမ်းတင်လိုက်မယ်သူတို့မင်းကိုခေါ်တဲ့အခါပိုရှက်စရာကောင်းလိမ့်မယ်ဦးလျှော်မသွားသေးပါနဲ့ရဲတွေလာနေပြီမင်းကအတွက်အာမခံပေးရမယ်ထွက်သွားမင်းလှုပ်ထားတဲ့ဒီပြဿနာကို့ဘာသာရှင်းလိုက်ငါ့ကိုမဆွဲသွင်းနဲ့မင်းကြောင့်ဖြစ်တာမင်းပြောခဲ့တာမဟုတ်လားငါရောက်ခါမှဖြစ်လာမဲ့သူရဲ့အိမ်ဟောင်းကိုချင်းငွေရအောင်သုံးဖို့ဟုတ်တယ်မဟုတ်လားမင်းငါ့ကိုတင်ပေးခဲ့တယ်ကြိုတင်စစ်ဆေးရေးပစ္စည်းတွေပြင်ဆင်ဖို့အခုအမှားဖြစ်သွားတော့မင်းအပြစ်မဲ့ဟန်ဆောင်နေတာလားဆဲချွန်းပါဇက်ပိတ်လိုက်ဒါကြောင့်လားဆိုတာသိသွားပြီရှင်နန်းမင်းရဲကိုခေါ်လိုက်တာလားမင်းယူနေတာလားငါမင်းကိုအခွင့်အရေးပေးခဲ့တယ်မင်းကဘာမဆိုလွတ်မြောက်နိုင်တယ်လို့ထင်ခဲ့တာလားတာမီးယူနေပြီဘာလို့သူ့ကိုဒူးထောက်နေတာလဲထားလိုက်အမေနှုတ်ဆိတ်နေမင်းမဟုတ်ရင်တို့သမီးလဲတဲ့လှည့်ကွက်ကိုတွန်းအားပေးခဲ့တာပေါ့ဒီအခြေအနေကိုဘလို့ရောက်သွားတာလဲနန်းငါတောင်းပန်ပါတယ်ငါအရန်ရှုပ်ထွေးနေခဲ့တာပါကုမ္ပဏီရဲ့ရန်ပုံငွေတွေကုန်သွားပြီရှောင်းကငါ့ကိုဖိအားပေးနေတယ်ငါပြန်ဆက်မယ်အိမ်ကိုမင်းနာမည်ပြန်ပေးမယ်ချင်းငွေကိုချက်ချင်းရုပ်သိမ်းမယ်3နှစ်အတူနေခဲ့တယ်မင်းတကယ်ပဲငါ့ကိုထောင်ထဲပို့ချင်တာလား3နှစ်ရဲ့ခံစားချက်တွေကမင်းငါ့ကိုလှည့်စားဖို့အားကိုးတဲ့လက်နက်ပဲမင်းရဲ့မျက်ရည်တွေကိုတင်ထားရဲစခန်းမှာသွားငိုလိုက်ဖန်ချင်းအခုမင်းအလှဲ့ပဲမဝင်စွက်နဲ့ဒါချင်းနဲ့မဆိုင်ဘူးသူကကူညီဖို့ပဲလာတာပါကူညီလားချင်းတေချာစဉ်းစားကြည့်မင်္ဂလာအိမ်ရဲ့နောက်ဆက်တွဲစာချုပ်မှာမင်းကတွဲဖက်ရင်းနှီးမြှုပ်နှံသူနဲ့အကျိုးခံစားသူပဲကုမ္ပဏီမှာငွေကြေးထောက်ပံ့မှုရဲ့အမိခံရှယ်ယာရှင်လဲမင်းပဲမင်းသိလားအာမခံသူကပူးတွဲတာဝန်ရှိတယ်ကျမတကယ်မသိဘူးမင်းကနားမလည်ဘူးလို့ပြောတယ်ရဲတွေလာတဲ့အခါမင်းလဲပြောမှာလားကူဆယ်ချွန်ရဲ့ကုမ္ပဏီကဒေဝါလီခံရတယ်ဆိုတာပြီးတော့မင်းတို့အကျွေးကိုတစ်သက်လုံးထမ်းရလိမ့်မယ်ဆိုတာချင်းမိုက်မနေနဲ့ပြောကျမအကျွေးမလိုချင်ဘူးအတော်ချန်ကဒီလိုပြောတယ်အိမ်ပြီးသွားတော့သူမကကျမကိုကူမိသားစုနဲ့အတူနေခွင့်ပေးမယ်အစုရှယ်ယာတွေကဇီချွန်ရဲ့အကြံပဲသူကပြသယုံတက်ပါတဲ့ကျမကိုအခမဲ့အမျက်ဝေစုပေးတာတဲ့မင်းကိုလှည့်စားချင်တာမဟုတ်ဘူးလူတိုင်းကြားတယ်သူမကိုအိမ်သုံးခွင့်ပေးလိုက်သူမကိုရှယ်ယာတွေလဲပေးလိုက်ချင်းငွေကအဖေပေါ်မှာပဲကူစီချွန်မင်းမှာအကြံတစ်ခုရှိတယ်နော်အားလုံးပြီးသွားပြီအားလုံးကိုအတိပေးပေးရစေကျမပြခဲ့တဲ့ငွေလွှဲမှတ်တမ်းတွေချက်တင်စခင်ရှော့တွေနဲ့အတုလုပ်ထားတဲ့နောက်ဆက်တွဲစာချုပ်အားလုံးကိုကျမတင်ပြပြီးပါပြီမြို့နယ်အုပ်ချုပ်ရေးရုံးကိုတပ်တွေအထောက်ထားတွေလည်းလုံခြုံပြီအမှုကစတင်နေပြီတပ်တွေအထောက်ထားအားလုံးတော့ခတ်ထားပြီမင်းတို့ဘယ်သူမှဒီကနေလွတ်မြောက်လို့မရဘူးကိုကူမင်းရဲ့အာမခံစာတမ်းဘာဖြစ်နေတာလဲမန်နေဂျာလီကျွန်တော်ရှင်းပြပါရစေနောက်မှရှင်းပြမယ်လား
မိုက်တယ်ကျွန်တော်တို့ရဲ့စွန့်စားမှုထိန်းချုပ်ရေးစနစ်ကအနီရောင်ပြသွားတယ်ရှယ်ကျန်းကိုအရှင်ကိုယ်တိုင်ဖုန်းဆက်ပြီးလက်မှတ်မထိုးခဲ့ဘူးလို့ညင်းဆိုပါတယ်ပြီးတော့ဆေးရုံရဲ့စစ်လက်မှတ်ကိုပါအားလုံးကိုကျွန်တော်တို့ရဲ့နောက်ွယ်စနစ်စီပို့ထားပါတယ်တစိမ့်တုနဲ့လက်မှတ်အတူသုံးပြီးမင်းချင်းငွေလိမ်လေခဲ့တယ်မင်းခုပမာလဲဌာနခွဲကိုမြန်လာပြီးရှင်းပြစမ်းမဟုတ်ရင်မင်းကိုရဲလက်ထဲအပ်လိုက်မယ်မဖြစ်နိုင်ဘူးမင်းတို့တိုင်တန်းရင်တော့မှတ်တမ်းစာရေးကဘလို့လုပ်ပြီးတဝက်တစ်နေ့အတွင်းနေရာဖြတ်ကျော်ဝင်ရောက်မှုကွင်းဆက်ကိုထုတ်ပေးနိုင်တာလဲဘန်ကစွန့်စားမှုထိန်းချုပ်ရေးကဘလို့လုပ်ပြီးဒီလောက်မြန်ကြားဖြတ်နိုင်တာလဲရှယ်နီယန်မင်းကရုံးဝင်တန်းပဲမင်းဒီလောက်အားကောင်းတဲ့ဆက်သွယ်မှုတွေကိုဘဲကရတာလဲမင်းမဟုတ်ရင်နောက်ွယ်ကဘာတူလဲမြို့နယ်လူမှုရေးရုံးကဒါရိုက်တာဆန်းကျွန်တော်တက္ကသိုလ်ခန်းဖော်ပါဘန်ရဲ့အနေနဲ့ထိန်းချုပ်ရေးဌာနကတော့ဦးလေးရှင်းရဲ့စေးလက်မှတ်မင်းအတွက်ကျွန်တော်တင်ပေးလိုက်ပြီမင်းဘယ်သူလဲကျွန်တော်ဘယ်သူလဲဆိုတာအရေးမကြီးဘူးအဓိကကမင်းလူမကိုလာထိမိပြီမစ်စစ်ကူရဲ့အိမ်ရှိမှာသူတို့ကကျူးလွန်မှုတိုင်တန်းတာပြောတယ်ဝန်ထမ်းတွေရောက်နေပြီမင်းပါလို့ဒီလောက်ရက်ဆက်ရတာလဲသူကမင်းရဲ့စိတ်ဆက်ထားသူပဲလေအဖေအိမ်ကိုအပေါင်ပစ္စည်းအနေနဲ့သုံးပြီးသူ့အဖေအသက်ကိုမစင်စားဘူးနီယန်ငါမားတယ်လို့ဝန်ခံတယ်ဒါပေမဲ့မင်းကိုနာကျင်အောင်လုပ်ဖို့မရည်ရွယ်ဘူးငါဒီအခြေအနေကိုအရင်ဖြတ်ကျော်ချင်တာပဲမင်းတစ်ခါတော့ငါ့ကိုမစောင့်နိုင်ဘူးလားမင်း start လုပ်မယ်ပြောတော့ငါစောင့်တယ်ငါလာစာတဝက်ကိုမင်းကိုပေးတယ်အိမ်အတွက်မင်းအကောင့်ကိုသုံးတယ်ငါကြိုပေးငွေပေးတယ်မင်းမေရဲ့ဒေါသကိုငါခံတယ်ဒါတွေအားလုံးကိုငါသိခံပြီးစောင့်ခဲ့တယ်မင်းငါကိုမတိုင်ပင်ဘူးမင်းငါကိုသားတို့သမီးရန်လုပ်တယ်အဖေကိုအာမခံသူလုပ်တယ်ခံချင်းကိုအကျိုးခံစားသူလုပ်တယ်ငါမားတယ်အမှုကိုပြန်ရုပ်သိမ်းလိုက်စကားပြောလို့ရတယ်အိမ်ကမင်းနာမည်တစ်ခုတည်းနဲ့ပဲကုမ္ပဏီရှယ်ယာတွေလည်းမင်းပိုင်ငါအမေကတော့ငါဖြေရှင်းမယ်ချင်းသူမကိုထုတ်ပစ်ချင်တယ်ဈေးချွန်မင်းငါကိုအသုံးချတယ်အခုမင်းငါကိုထုတ်ပစ်ချင်တာလားပါဆက်ပိတ်3နှစ်မင်းမခံစားချက်လုံးဝမကြံတော့ဘူးလားငါအလုံးလောက်စဉ်းစားပေးပြီးပြီမင်းတို့နှစ်ယောက်အတူရှိဖို့ဟန်ချင်းနဲ့ပြန်သွားပါသူမသိပါတယ်ရှင်းနီယန်မင်းငါကိုဒီလိုအရှက်ရအောင်လုပ်ရမှာလားတကယ်လားအစီအစဉ်မှုကငါ့ကိုတို့သမီးရန်လုပ်တဲ့အခါမင်းငါကိုအရှက်ရတယ်လို့မထင်ဘူးလားဈေးချွန်ကိုအဲ့ဒီလိုပဲခေါ်သွားတယ်ဒီဖြစ်ကလက်တွေ့မကျဘူးလို့ခံစားရတယ်ဒါပေမဲ့ငါသိတယ်ဒီတိုက်ပွဲကစပြီးခါစပဲဖမ်းမကျေးဇူးပြုပြီးမသွားပါနဲ့ဦးမင်္ဂလာဆောင်စာချုပ်ထဲမှာတို့သမီးရဲ့ရတာအချက်လက်မင်းကပေးခဲ့တာပဲမင်္ဂလာဆောင်စီစဉ်သူကစစ်ဆေးဖို့လိုတယ်နောက်ဆုံးငွေပေးချေမှုကိုလည်းငါတကယ်မသိဘူးဒီလိုဖြစ်မယ်လို့မင်္ဂလာဝတ်ဆောင်ဝတ်တုံးကသိလားဟန်သားပြင်ကြီးကိုမြင်တဲ့အခါမင်းတက်ပုံပြောင်းသွားတာကိုသိလားမင်းတို့သမီးဖြစ်တုံးကသိလားမင်းမသိဘူးမဟုတ်ဘူးငါလက်ခံမယ်လို့မင်းထင်ခဲ့တာဟန်ချင်းတခြားသူရဲ့ဝတ်ဆောင်ကမင်းနဲ့လိုက်လားမင်းခွေးမမင်းနိုင်ရပြီလို့တကယ်ထင်လားငါပြောမယ်ဈေးချွန်နောက်ွယ်ကဘသူလဲသိလားမိုးကမင်းကိုကြောထောက်နောက်ခံပေးပေမဲ့ဘာမှမဖြစ်ဘူးညံပြင်းတဲ့ဥပဒေကုမ္ပဏီလုပ်ဖော်ကင်ဘက်တယောက်ကဘာများလဲမင်းကိုဟာကိုဖော်ထုတ်နေတာပဲဒါဆိုမင်းဝင်ခံမယ်လို့ပြောတာလားသူ့နောက်ွယ်မှာတယောက်ရှိတယ်ဆိုတာဒါဆိုဈေးချွန်လိန်လဲမှုကျူးလွန်နေပေါ့လေဒီစကားတွေကိုရဲတွေအတွက်သိမ်းထားလို့ရတယ်ဘာဖြစ်လို့လဲမင်းမိသားစုတစ်ခုလုံးကိုဖမ်းခိုင်းလိုက်တာလားပြီးတော့မင်းစိတ်မကောင်းဖြစ်နေတော့လားမျက်မှောင်ကျုံနေတာလားမဟုတ်ဘူးငါစဉ်းစားနေတာဟန်ချင်းပြောခဲ့တာကိုဘသူကနောက်ွယ်မှာလဲဘသူသိမလဲဒီလောကမင်းထင်တာထက်အများကြီးညစ်ပတ်တယ်ဒါပေမဲ့အခုအရေးကြီးဆုံးကပြန်သွားပြီးဧည့်သည်တွေကိုစိတ်ငြိမ်အောင်လုပ်ဖို့ပြီးတော့ဒီအပြက်လုပ်ကိုအဆုံးသတ်ဖို့ပဲပြီးရင်ငါတို့ကျေးဇူးမသိတဲ့သူတွေကိုတရားစွဲမယ်ဂူမိသားစုတွေကပြီးတော့ပစ္စည်းဥစ္စာအလုံးကိုပြန်ရမယ်သူတို့အလွဲသုံးစားလုပ်ထားတဲ့မင်းမှန်နေအဲ့ဒီမိသားစုကနေလွတ်မြောက်တာကအိမ်မက်ဆိုးကိုအဆုံးသတ်စေတယ်ပြီးတော့ငါဘဝတစ်ကိုစတင်စေတယ်ပြောပါဦးရှန်နီယန်ကဒါကိုအစကတည်းကစီစဉ်ထားတာလားသူမကမင်္ဂလာဆောင်ကိုတမင်တကာဖျက်ဆီးခဲ့တာဂူမိသားစုကပြည့်စုံတာမဟုတ်ပေမဲ့ဒေသခံစီးပွားရေးမိသားစုပါအခုတော့သူမကိုဘယ်သူများလက်ထက်ချင်တော့မလဲဟုတ်တယ်ဘာလို့တကားပိတ်ပြီးမပြောရတာလဲသူမကလူ200ရှေ့မှာရှက်စရာလုပ်ခဲ့တယ်တိတ်ရှက်စရာကောင်းတာပဲမင်းတို့2ယောက်ပြောပြီးပြီလားငါတူမကိုအနိုင်ကျင့်ခံနေရတယ်ဒီလိုပဲခံနေမှာလားအတော်ဒီကိစ္စလွတ်လိုက်ပါသူတို့ကိုပြောပါစေငါ့ကိုတေးအောင်မပြောနိုင်ဘူးအားလုံးပဲဒီနေ့ဖြစ်သွားတဲ့အရှုပ်ထွေးအတွက်တောင်းပန်ပါတယ်မင်္ဂလာဆောင်ကိုဖျက်သိမ်းလိုက်ပါပြီထမင်းစားကြရအောင်ဟင်းတွေအေးကုန်ပြီမိဖို့ချောင်းကိုပြန်နှွေးခိုင်းထားပါတယ်ဆက်ပြီးပျော်ပျော်ရွှင်ရွှင်စားသုံးကြပါခရီးမဖြုံးပါနဲ့စားကြပါပြီးရင်ထွက်ချင်ရင်ထွက်လိုက်ပါခဏနေဦးကြပါဘဝကဆက်သွားနေတာပဲအားလုံးကြားတယ်မလားငါတူမကပြောတာဟင်းတွေပူနေတယ်ဒါကြောင့်စားကြပါအပြင်လူတွေငါတို့ကိုမရေမိစေနဲ့ဖေရေနည်းနည်းတောက်ပါအောင်အရင်ဆုံးတစ်ခုခုစားလိုက်ပါအောင်စားပြီးမှနောက်မှစဉ်းစားပါ
နီယန်စိတ်မကောင်းရင်ထုတ်ပြောလိုက်ပါငါတို့ရှေ့မှာမထိန်ပါနဲ့မငိုပါနဲ့ဒီမိတ်ကပ်ကအရန်ဈေးကြီးတယ်မိတ်ကပ်ကိုဖျက်ဖို့မတန်ပါဘူးမန်တော်တော်လေးအရသာရှိတယ်စားကြရအောင်မိသားစုလိုက်တာရတဲ့ထမင်းစားချိန်လေးဖြစ်ပါစေအမမင်းအရန်ကောင်းတယ်အခုလေးတင်အပြင်မှာမင်းကဇူချွန်ရဲ့မိသားစုကိုပါဇက်ပိတ်စီခဲ့တယ်သူတို့စကားတစ်လုံးမှမပြောရဲဘူးလုံးဝကိုအံ့ဩစရာမဟုတ်ဘူးငါပင်ပန်းနေတာပဲငါလဲကြောက်တယ်လေတခုခုမှားသွားရင်ကောဖေဖေအတွက်ကြောက်တယ်ကြောက်ပေမဲ့အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်ဒါမှစစ်မှန်တဲ့အားသာချက်ဇူချွန်လုံးဝပြီးပြီနီယန်ငါပါငါပင်ချန်လန်းရဲစခန်းမှာရှိတယ်အရာရှိကပြောတယ်မင်းခွတ်လွတ်စာရေးပေးရင်အလျှော့ပေးဖို့သဘောတူရင်ဒါကိုအသေးစားအမှုအဖြစ်သတ်မှတ်နိုင်တယ်အိမ်တွင်းရေးအငင်းပွားမှုအဖြစ်သတ်မှတ်နိုင်တယ်မင်းထွက်ဆိုချက်ယူတဲ့ရဲအရာရှိကမင်းဖုံးဆက်တာတိလားငါပါငါသူများဖုံးငါပြီးဖုံးဆက်လိုက်တာကျေးဇူးပြုပြီးဖုံးမချလိုက်ပါနဲ့ဘဏ်ကကြိုတင်အတည်ပြုချက်ကိုရက်လိုက်ပြီးကုမ္ပဏီစည်ရင်းကင်ကစာပို့လာတယ်အကောင့်တွေအာမခံပိတ်ခံလိုက်ရပြီတဲ့နီယန်မင်းဒါကိုဆက်လုပ်နေရင်ငါတကယ်ပြီးပြီမင်းဒီကိုတောင်းပန်ဖို့လာတာလားဒါမှမဟုတ်လွှတ်ပေးဖို့တောင်းဆိုတာလားနီယန်ငါကိုအဆုံးထိမတွန်းဖို့နဲ့ငါပြောပြမယ်ငါကုမ္ပဏီသားဒေဝါလီခံရရင်ငါမှတပြားမှကြက်မှာမဟုတ်ဘူးမင်းရဲ့စတင်ဆလန်စတော်8800နဲ့မင်းအဖေရဲ့အင်ဂရန်လဲမင်းဘယ်တော့မှပြန်ရမှာမဟုတ်ဘူးငါတို့နှစ်ယောက်လုံးအတူတူပျက်စီးသွားကြတာပေါ့သူကတကယ်ပဲဒေဝါလီခံမယ်လို့ချင်းချောက်တာလားဒီကောင်ယူနေတာပဲနီယန်ဒီမှာကော်ဖီတောက်နေနိုင်အောင်မင်းတတိရှိလာကြည်လားဒါကိုမျှော်လင့်မထားဘူးမဟုတ်လားဝန်ထမ်းတွေပြောပြီးပြီလေဒါငါနဲ့ဘာမှမဆိုင်ဘူးလို့ငါအတုံးချခံလိုက်ရတာအခုမင်းကကိုဘာလုပ်နိုင်မလဲလို့ထင်လို့လဲငါဘသူ့ကိုမှဘာမှမလုပ်ချင်ပါဘူးဒါပေမဲ့မင်းအမှားလုပ်ရင်အကျိုးဆက်ကိုခံရမယ်အခုတော့အတိုင်းဝိုင်းတစ်ခုလုံးမှာသတင်းတွေပြန့်နေပြီမင်းဆယ်ချွမ်းနဲ့သုံးနှလုံးတွဲခဲ့ပြီးတပြားမှမစိုက်ထုတ်ခဲ့ဘူးအခုသူ့ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုရတော့မဲ့အချိန်ကြာမှမင်းငွေညှစ်ဖို့ပြဆက်ခင်းနေတာလားမင်းရဲ့အကွက်ကတိတ်ပေါ်လွန်းတယ်လို့မထင်ဘူးလားငွေညှစ်ဖို့8800လွှဲတာရဲ့ရဲစခန်းရဲ့တရားဝင်ထုတ်ပြန်ချက်ရဲ့ကိုမင်းအလှပြတက်လို့ထင်နေတာလားဒါနဲ့ငါ့ကိုချင်းချောက်ဖို့မကြိုးစားနဲ့မင်းတယောက်တည်းဘာလုပ်နိုင်မှာလဲငါမင်းကိုအခုရက်ခိုင်းနေတာအွန်လိုင်းပေါ်ကအဲ့ဒီအရှုပ်တွေအားလုံးဖြတ်ပစ်မဟုတ်ရင်မင်းကိုမင်းပို့ဆိုးအောင်လုပ်မိလိမ့်မယ်ဒါဆိုတာကမင်းရဲ့နောက်ဆုံးလက်နက်လားဗီဒီယိုတွေကိုပြင်ဆင်ပြီးကောလာဟာလာတွေဖြတ်နေတာလားဒါတရုပ်ဖော်တာမဟုတ်ဘူးအမှန်တရားပဲအခုလူတိုင်းသိနေပြီမင်းကယူနေတဲ့လှည့်စားတဲ့မိန်းမဇဲချွန်ရဲ့အမေဗီဒီယိုကိုမိသားစုအုပ်စုတွေအားလုံးစီပို့လိုက်တယ်ပြီးတော့ဆွေမျိုးအုပ်စုတွေကိုပါမင်းရဲ့နာမည်ကုန်သတင်းအခုပျက်စီးသွားပြီငါတို့ကိုမင်းမလုံနိုင်ပါလဲငါရှိမှတေဟန်ဆောင်မနေနဲ့ငါပြောတယ်ဇဲချွန်ရဲ့ကုမ္ပဏီမကြခင်ရန်ပုံငွေရတော့မယ်မင်းတပြားမှရမှာမဟုတ်ဘူးစင့်တစင့်တောင်ရမှာမဟုတ်ဘူးချင်းချင်းအဲ့ဒီမှာထိုင်လိုက်အစီအစဉ်မှုကမင်းနာမည်ခေါ်တဲ့အခါမင်းထပြီးအဲ့ဒါကိုအဆုံးသတ်လိုက်ဒီဗီဒီယိုကိုမင်းပယ်ကားရတာလေဒီထောင်းကနေဘယ်လိုရိုက်မိလဲလုံခြုံရေးကင်မရာမင်းဘသူ့ကိုယူတဲ့လှည့်စားတဲ့မိန်းမလို့ခေါ်လိုက်တာလေချန်ရှိဖန်တည်သွားပြီမင်းလှဲ့ပဲမင်းပါစီစဉ်ထားလဲဆရာရှုမစ်ရှင်တောင်းပန်ပါတယ်ခင်ဗျားတို့ဒီလောက်ဝေးလာရတာဒီအာမခံပစ္စည်းတွေအကြောင်းစစ်ဆေးနေစေပါရှင်းငွေမထုတ်ပေးရသေးဘူးငါဘာမှလက်မှတ်မထိုးဘူးဒီလိုလူအတွက်ငါတက်တာအလုပ်ကိုအာမခံဖို့ဘယ်တော့မှမလုပ်ဘူးနားလည်ပါပြီခင်ဗျားကလက်မှတ်မထိုးဘူးလို့ညင်းတဲ့၍ငါတို့အခုလှုပ်ထုံးလုံနည်းတွေရက်လိုက်ပြီးအတွင်းရေးစစ်ဆေးမှုစလုပ်ပါမယ်အတီးပြုတ်ပေးပါသူတို့တင်သွင်းတာကဓာတွေပါမှတ်ပုံတင်မိတ်တူမြေယာပိုင်ဆိုင်မှုလက်မှတ်တက်ပုံနဲ့ဒီဝင်ငွေလက်မှတ်အတူဘာလဲငါတို့ကုမ္ပဏီကတစိမ့်တုံးကိုမနစ်ကုံကအတူမမှတ်နိုင်တဲ့ကုံနဲ့အစားထိုးလိုက်တယ်ဒါကဟောင်းနေပြီကူဆယ်ချွန်းသူဒါမျိုးလုပ်မယ်လို့ငါမထင်ဘူးဒါကိုအခုမှတ်တမ်းတင်ပါတစိမ့်တုံးအတူလုံးမှုတန်များရှိတယ်ဒါကအရာအလုံးကိုပြောင်းလဲစေတယ်
မန်နေဂျာလီဒီတုစာရွက်ကိုတကယ်တင်သွင်းသူကဘယ်သူလဲဆိုတာသိချင်ပါတယ် မှတ်တမ်းအရကင်တွယ်သူကဇဲချွန်ဆက်မှုကဗန္နာရေးဝန်ထမ်းမှာအာမခံဆက်သွယ်သူကဟင်းတုံကရှောင်းကိုတုံမှာ ငါထင်တဲ့အတိုင်းပဲအကုန်လုံးပူးပေါင်းကြံစည်ထားတာပဲ မစ္စတာဆူကျေးဇူးပြု၍ဤနေရာတွင်လက်မှတ်ထိုးပါ ဖေဖေ နှစ်နှစ် ငါဒီမှာပါ လက်ထပ်ဖို့အတွက်မင်းရဲ့ကတ်တွေအားလုံးကိုစပွဲပေါ်မတင်နဲ့ကို့အတွက်လမ်းတစ်ခုခြံထားရမယ် သိပါတယ်ဖေဖေ ဒါကြောင့်မင်းရဲ့အရသာကမကောင်းဘူးလို့မထင်နဲ့ဒါမှမဟုတ်ရှက်လဲမနေနဲ့သူတို့ကမင်းကိုတမင်တကာလှည့်စားခဲ့တာသူတို့ကရှက်စရာတွေပါမင်းမဟုတ်ဘူးငါတို့တမာတိရှိတယ်ဒါကြောင့်တရေတွေကိုမကြောက်ဘူး ငါမကြောက်ဘူးမင်းကိုအိမ်ပြန်ခေါ်သွားမယ်အနားယူဖို့ ဝင်လိုက် ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတွေးမိတာတစ်ခုရှိတယ် ဘာလဲ ငါဝမ်းကွဲသူမဘလို့ဒီလောက်ပြည့်စုံတဲ့ဗီဒီယိုကိုရခဲ့တာလဲပြီးတော့ထောင်းကလည်းကောင်းတယ်ချန်ရှိဖန်ကဖန်ချင်းချင်းကိုအတင်းကျပ်လွှဲပြောင်းခိုင်းတဲ့စကားတော်မှအားလုံးရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားတယ်ဟိုတယ်လုံခြုံရေးကင်မရာဗီဒီယိုတာမန်လူတွေမရနိုင်ဘူး ငါသူမကိုအဲ့ဒီဗီဒီယိုကိုပေးခဲ့လို့ပါ မင်းသားကိုဘလို့ရတာလဲ မင်္ဂလာဆောင်နေ့ကဂူကျဲချွန်ကနောက်ခန်းမှာခိုးဝင်နေတော့ငါထူးဆန်းတယ်လို့ခံစားရတယ်ဒါနဲ့ငါလုံခြုံရေးကိုလူလွတ်လိုက်တယ်ဗီဒီယိုတွေကိုအရန်ကူးဖို့ကင်မရာတောင့်တွေအားလုံးအဲ့ဒီအချိန်ပိုင်းကနေမင်းမှာတက်တည်ရှိတယ်ဆိုတာငါသိတယ်ဒါပေမဲ့မင်းရဲ့ကတ်တွေကသူ့ကိုမဖြတ်နိုင်ဘူးလို့ငါကြောက်တယ်ဒါနဲ့ငါမင်းအတွက်နောက်ထပ်အနိုင်ကတ်တစ်ခုပြင်ဆင်ထားတယ် အမောင်မမင်းရဲ့ဆွေမျိုးကဘာတူလဲမင်းဒီမှာဘာလုပ်နေတာလဲငါတောင်းပန်ပါတယ်ကျေးဇူးပြုပြီးကျဲချွန်ကိုလွှတ်ပေးပါငါရှိမှမဒူးထောက်နဲ့မနေ့ကမင်းငါသမီးကိုဒူးထောက်ခိုင်းတယ်ငါဒါကိုလက်မခံနိုင်ဘူးငါမားတယ်အဲ့ဒါငါအမိုက်အမားပဲကျဲချွန်ကကလေးကောင်းပါသူကတာဝန်ကျေလွန်းတာပါပြီးတော့ငါအကြံဆိုးကိုလိုက်လုပ်တယ်မင်းပြစ်တင်ရင်ငါကိုတင်ပါသူ့ကိုမတင်ပါနဲ့သူမနေ့ညငါကိုဖုံးဆက်တယ်သူ့ကိုငါဖိအားပေးရင်ငါတဲ့တပြားမှရမှာမဟုတ်ဘူးတဲ့အိုးကောင်မလေးရဲ့ယူနေတဲ့လူရဲ့စကားကိုအလေးမထားပါနဲ့မင်းကငယ်သေးတယ်မင်းမသိဘူးယောက်ျားတွေဘယ်လိုလဲဆိုတာငါအဖေအိမ်ကြီးပါဆုံးရှုံးတော့တယ်ဒါကြောက်စရာမဟုတ်ဘူးလားဒါဆိုမင်းဘယ်လောက်ငွေလိုချင်လဲအိမ်အတွက်ဈေးပြောပါမင်းတရားစွဲမှုကိုပြန်ရုပ်သိမ်းပေးရင်ပြီးတော့ဘဏ်ကိုအမားလို့ပြောပေးရင်ငါပါမစိုးသဘောတူမယ်၃ရက်အတွင်းအိမ်ရှိငွေပြန်ပေးပါမင်္ဂလာဆောင်အားလုံးနဲ့ဟိုတယ်ဖြတ်သိမ်းခတွေကိုပေးဆောင်ပါ၃ရက်အတွင်းအဲ့လောက်ငွေလားငါဘယ်ကိုင်းမလဲငါအဖေရဲ့စာရွက်တွေကိုအတုလုပ်တာရဲတွေကကင်တွယ်လိုက်မယ်ဒါအပြင်ခေါင်းဆောင်လက်ဖွဲ့အကြောင်းကောလာဟာလာတွေနဲ့မင်္ဂလာဆောင်မြင်ကွင်းမင်းလူသိရှင်ကြားရှင်းလင်းပြောရမယ်မင်းငါတို့ကိုထောင်တန်းထဲတွန်းပို့နေတာပဲအကုန်ပြီးပြီ ဟုတ်တယ်တင်ပြီးပြီ၃ရက်အတွင်းသူပြန်မပေးရင်စင့်ခေါ်စာကိုပဲစောင့်နေဒါပေမဲ့ငါတွေးနေတယ်ချန်ရှူရှူအဲ့လောက်လွယ်ကြီးတော့လက်မလျှော့ဘူး သူ့မှာရွေးချယ်စရာမရှိဘူးငါဘန်ကိုပြောပြီးပြီဂူဇေချွန်သူ့ကုမ္ပဏီနဲ့ကိုပိုင်ကောင်းတွေအားလုံးစွန့်စားမှုထိန်းချုပ်ရေးဌာနကအကုန်အေးခဲသွားတယ်အခုသူတပြားမှမရနိုင်တော့ဘူး ဒါကိုမင်းဘယ်တော့လှုပ်လိုက်တာလဲ မင်းအဖေဘန်းမှာရှိတယ်တစိမ့်အတုကိုအတီးပြူတဲ့နေ့ကစွန့်စားမှုထိန်းချုပ်ရေးကဖျက်သွားတယ်သူတို့မန်နေဂျာငါ့ကိုအကျွေးတင်နေတယ် ချိန်မူမင်းအ ਨੇ ဆုံးအလုပ်တွေမလုပ်ခင်ငါ့ကိုပြောပါလား ကြိုပြောရင်မင်းပြောလိုက်မယ်မင်းနဲ့မဆိုင်ဘူးငါမင်းကိုပြန်ခေါ်သွားမယ်ဒါဆိုသူမကအမှုကိုပြန်ရုပ်သိမ်းဖို့သဘောတူလိုက်လား ပြန်ရုပ်သိမ်းသူမ3ရက်အတွင်း8သိန်း8000လိုချင်တယ်ပြီးတော့ဒဏ်ကြေးအကုန်လုံး 3ရက်လားသူမယူနေလား မင်းကြောင့်ပဲမင်းကသူတို့သမီးလဲတဲ့ကိစ္စကိုလုံးမိတာပဲအသေးကိုချွေတာပြီးအကြီးကိုဖြုံးတယ်အခုကြည့်လိုက်ဘာဖြစ်သွားလဲအကုန်ပျက်စီးသွားပြီ မေမေငါအကောင့်တွေအကုန်ရေးခဲသွားတယ် မဖြစ်နိုင်ဘူးငါသူမစီကိုသွားရမယ်ငါသူမကိုတောင်းပန်မယ် မင်းသွားရင်ဘာအကျိုးရှိလို့လဲသူမလက်မခံဘူး မင်းမပြောလဲတေဖို့စောင့်နေမလား ကောင်းပီယန်သွားလို့ရတယ်ဒါပေမဲ့ငါပြောထားတယ်သူမပြောတဲ့စကားကိုမယုံနဲ့သူမတရားမျှတမှုမရှိဘူးဆိုတော့ငါ့ကိုအပြစ်မပြောနဲ့နော်ဟေးရှောင်းငါ့ကိုကူညီပေးပါ ညံဒီမှာဘာလုပ်နေတာလဲပတ်စံရှိလားညံငါတောင်းပန်နေငါတို့ကိုရက်နေငယ်ထပ်ပေးပါဇာချွန်ရဲ့အကောင့်တွေပိတ်ထားတယ်
အခုငါတို့အဲ့ဒီလောက်မပေးနိုင်ဘူးဒါမင်းရဲ့ပြဿနာပဲမင်းမှာ3ရက်ရှိတယ်ဒီနေ့ဒုတိယရက်ပဲရှန်ညံမမေးနဲ့ငါမှာမိတူရှိတယ်မင်းဖေရဲ့စာချုပ်မင်းငါကိုအရန်ဖိအားပေးငါမင်းဘဝကိုငရဲတက်ဖွယ်ဖြစ်အောင်လုပ်မယ်မင်းပြောခဲ့တဲ့စကားငါမှတ်တမ်းတင်ထားတယ်ချန်ရှိုဖန်သူများရဲ့စာချုပ်ကိုအပေါင်ပစ္စည်းအဖြစ်သုံးတာတရားမဝင်ဘူးပြီးတော့ဒါနဲ့ငါ့ကိုချင်းချောက်တာကပိုဆိုးတယ်ပေချာစဉ်းစားပါဘယ်ဟာကပိုလေးတဲ့ပြစ်ဒဏ်ရှိလဲလိမ့်လဲမှုလားချင်းချောက်မှုလားမင်းမှာတရက်ပဲကြံတော့တယ်အခုထွက်သွားဒါမှမဟုတ်ငါရဲစီပြန်သွားမယ်ပြီးတော့မင်းကိုနောက်ထပ်တိုင်ကြားချက်တစ်ခုတင်မယ်ချန်ရှိုဖန်မင်းသားကမင်းကိုငါ့ကိုမယုံဖို့ပြောတယ်ဒါပေမဲ့မင်းလာခဲ့တယ်ဘာလို့လဲဆိုတော့မင်းမှာတခြားရွေးချယ်စရာမရှိလို့သူမပဲလားတောင်းပန်ဖို့သူမဘာပြောလဲရှန်ညံငါတို့မိသားစုပဲဘာလို့လမ်းဖြတ်ရမှာလဲမင်းအတွက်ဘာကြိုးမှမရှိဘူးသူမတောင်းပန်နေပြီးတော့ချင်းချောက်တယ်သူမမှာအဖေရဲ့စာချုပ်မိတ်တူရှိတယ်လို့ပြောတယ်ဒီနေ့တော့သူမမှာတယ်ဒါပေမဲ့မနှက်ဖြန်ကြရင်သူမပျော့သွားမယ်သူတို့ရဲ့အကောင့်တွေပိတ်ထားတယ်ရှော့ကွမ်တုံကိုစစ်ဆေးနေတယ်ပြီးတော့ဂူရဲ့အဖေသူ့အကျွေးတွေမဆက်နိုင်ဘူးသူ့မှာရွေးချယ်စရာလုံးဝမရှိတော့ဘူးညံမင်းပါလို့ဖို့စဉ်းစားထားလဲမေသူမဒီနေ့ငါ့ကိုတောင်းပန်တယ်ဒါပေမဲ့ငါလက်မလျှော့ဘူးငါရမ်းရက်ဆက်တယ်လို့ထင်လားသူမမင်းဖေရဲ့စာချုပ်ကိုပြစ်မှတ်ထားတော့ကသူမလည်းကယူနာမပြခဲ့ဘူးသွားလို့မင်းလုံးတင်တာလို့လက်မှတ်ထိုးဒါပါလေကြေညာချက်လူသိရှင်ကြားဝန်ခံပါမင်းကဖန်ချင်းချင်းကိုကောလာဟာလာတွေဖြန့်ခိုင်းတာရှန်ညံကမင်းကိုလိန်တယ်လို့ပြောတယ်ပြီးတော့မင်းလိန်ညာပြီးငါ့ကိုအတင်းကျပ်ငါရဲ့ကြိုးပေးငွေတောင်းဆိုမှုကိုဖျက်သိမ်းဖို့အားလုံးဟာလောက်ကျန်ဖန်တီးထားတာပဲငါဘာလို့ဒါကိုလက်မှတ်ထိုးရမှာလဲငါမလုပ်ဘူးဒါဆွဆွဲချက်ပဲဒါမဟုတ်မမှန်ဆွဆွဲတာလားမင်းဒါကိုဘလို့လုပ်ပြောရဲတာလဲနန်ဒီမနက်မင်းအိမ်ကိုငါလာခဲ့တယ်ဒူးထောက်ပြီးတောင်းပန်ခဲ့တယ်မင်းမှာစိတ်သက်ရှိရင်ဒီစာကိုငါ့ကိုလက်မှတ်ထိုးခိုင်းမှာမဟုတ်ဘူးမင်းဒူးထောက်တာအမှုကိုပြန်ရုပ်သိမ်းဖို့ပဲမင်းဝမ်းနေလို့မဟုတ်ဘူးကြောက်လို့ပဲဒါတွေတူမဟုတ်ဘူးမင်းဖေဆေးရုံမှာရှိနေတော့မယ်သူနိုးလာတဲ့အခါပထမဆုံးပြောတဲ့စကားကငါ့ကိုမေးတာကအကောင့်ထဲကပတ်စံတွေဘာဖြစ်သွားလဲဆိုတာပဲငါဒါကိုလက်မှတ်ထိုးရင်သူ့ကိုဘယ်လိုမျက်နှာနဲ့သွားတွေ့ရမလဲသူ့အနာကိုချုပ်ရိုးတောင်မဖြုတ်ရသေးဘူးရှိုဖန်မင်းခင်ပွန်းဆေးရုံမှာရှိနေတာမင်းသားကသူ့အကောင့်ကိုတုံးပြီးတရားချင်းငွေလုပ်လို့ပါလက်မှတ်ကအတုလုပ်ထားတာမင်းသိပြီးသားပဲမင်းသူ့ကိုကူညီပေးခဲ့တယ်မင်းခင်ပွန်းနိုးလာတဲ့အခါမေးတဲ့မေးခွန်းကိုမင်းဖြေလို့မရဘူးဒါငါပြစ်မဟုတ်ဘူးဒီစာချုပ်ကိုလက်မှတ်ထိုးလိုက်ငါခုချက်ချင်းရဲကိုမခေါ်တော့ဘူးမထိုးဘူးလားဖန်ချင်းချင်းရှေ့တန်းလူဖြစ်ကြောင်းဝန်ခံတာမင်းဒီမနက်ကရိုက်ကူးထားတဲ့အတန်ဖိုင်ငါ့ကိုချင်းချောက်တာမင်းဆန္ဒပဲဒီနေ့ငါ့ကိုဒါကိုလက်မှတ်မထိုးခိုင်းဘူးဆိုရင်မင်းဒါကိုဘယ်တော့မှလွတ်မှာမဟုတ်ဘူးလားမင်းကောလာဟာလာတွေဖြန့်တဲ့အခါမင်းလည်းရက်တန့်ခဲ့တာမဟုတ်ဘူးကူဆယ်ချွန်ငါ့ကိုလာခိုင်းတာမဟုတ်ဘူးဒါပေမဲ့ငါအမြဲတမ်းခံစားမိတာကမင်းကဒီလောက်ဆိုးတဲ့ကလေးမဟုတ်ဘူးဆိုတာပဲမင်းလာတာလာရမှာမို့လာတာငါဆိုးလားမဆိုးလားဆိုတာမင်းဆုံးဖြတ်เสียရမဟုတ်ဘူးမနှက်ဖြန်မွန်းတဲ့8,800,000ဒေါ်လာ1မိနစ်နောက်ကျရင်ဒီစာချုပ်ကမင်းကိုမကယ်တင်နိုင်တော့ဘူးလွတ်လိုက်အမမကြောက်နဲ့ဝေးနေငါမင်းကိုမသိဘူးမကြောက်နဲ့အမအောင်ဘလက်နဲ့လောက်တာလဲမရိုက်နဲ့တော့ကျေးဇူးပြုပြီးလူတယောက်ကလာခိုင်းလို့သူကငါ့ကိုတကြားလုံးတံပေးတယ်မိုးထားလိုက်ပါသူကတိတ်တော့မဟုတ်ဘူးမင်းကိုဘသူကဒီကိုလွှတ်လိုက်တာလဲပြောလိုက်စမ်းလူရှိကြီးအနက်ရောင်ဝတ်ထားပြီးအုတ်ထုတ်ဆောင်ထားတယ်သူကငါ့ကိုဓာလေးပေးတယ်သူကမင်းကိုငါစီလာခိုင်းတာလားဦးလေးကမင်းနောက်ပိုင်းစိတ်မကောင်းဖြစ်နေတယ်လို့ပြောတယ်သူကမင်းနဲ့လာကစားဖို့ပြောတယ်ပြီးတော့သူထွက်သွားတယ်မိုးသူ့ကိုထားလိုက်ပါသူဘာမှမသိဘူးတကြားလုံးတံနဲ့ပဲရတယ်နောက်တစ်ခါသစိမ်းတွေနဲ့မလိုက်နဲ့ဒီပတ်စံယူပြီးခောက်ဆွဲသွားဝယ်စားမင်းဘယ်နေရာမှာနာသေးလားငါအဆင်ပြေတယ်မိုဒီမှာဘာလုပ်နေတာလဲမင်းကော်ဖီဆိုင်ကထွက်လာတော့ကအဲ့ဒီအချိန်မှာပဲမင်းကိုငါမြင်တယ်မင်းဒီညဒီတယောက်တည်းလမ်းလျှောက်ချင်မှာမဟုတ်ဘူးလို့ငါထင်တယ်သူဒီလိုလူကိုယ်တောင်သုံးနိုင်တယ်ကူစာချွမ်းအခုသူဘာမဆိုလုပ်နိုင်ပြီဒါကသူအရန်ရှုံးကြီးရှူနေတယ်ဆိုတာသက်သေပြတယ်ဒါအပြင်ဒီကနေ့ကစပြီးမင်းတယောက်တည်းလမ်းမလျှောက်နိုင်တော့ဘူးမင်းဒီနေ့မလာရင်ငါလာမယ်ဒီမှာအမြဲရှိတယ်အိမ်ပြန်ကြရအောင်မနှက်ဖြန်တိုက်ပွဲတပွဲရှိတယ်
မိုဒီနေ့အတွက်ကျေးဇူးပါ အင်း မနှက်ဖြန်အတူတူမနှက်စာစားခြင်းလား အင်းငါကားရှိမှရှိတယ်ဒီညမင်းကိုအိမ်ထိပို့ပေးမယ်မနှက်ပြန်လာခေါ်မယ် အိုးအဲ့ဒီခိတ်ကဗီဒီယိုအပြည့်စုံမင်းစီမှာရှိသေးလား ရှိသေးတယ်ဘာလို့လဲအခုလား ပို့လိုက်အရင်ဆုံးကြေညာချက်ကိုရိုက်ကူးလိုက်ချစ်ဗီဒီယိုကိုလည်းထုတ်လိုက်ဒီမနက်ရှီပန်ကငါ့ကိုစာချုပ်နဲ့6လန့်နဲ့အဲ့ဒီနေ့ခင်းမှာပဲလက်မှတ်ထိုးလိုက်တယ်ဒီချိန်စရာလူတိုင်းရှင်းရှင်းလင်းလင်းမြင်အောင်လို့ မင်းတေချာလား တေချာတယ်သူတို့အရင်ဆုံးငါအကြောင်းအွန်လိုင်းမှာကောလာဟာလာတွေဖြန့်နေအခုသူတို့မြည်ဆန်းရမယ့်အချိန်လူထုရဲ့တုံ့ပြန်မှုကိုဖြစ်တယ်ကောလာဟာလာဗီဒီယိုကအသက်သေးပါကောလာဟာလာတွေဗီဒီယိုအပြည့်စုံဒီမှာဘသူကငွေအတွက်အိမ်အောင်ဖက်လဲလေတယ်ဆိုတာရှင်းပါတယ်ကောလာဟာလာဖြန့်သူရဲ့လက်ရေးနဲ့ရေးထားတဲ့ပြန်လည်ရုပ်သိမ်းကြေညာချက် အခုကြည့်ရအောင်ရှီဖန်အိပ်ပျော်နိုင်သေးလားဆိုတာ သူအိတ်တီဖြစ်စေမအိတ်တီဖြစ်စေဂယုမဆိုင်ဘူးငွေကိုပဲရအောင်ယူဇာချွန်နီယန်ကငါ့ကိုအတင်းကျပ်လက်မှတ်ထိုးခိုင်းတယ် မင်းပါလို့ကြီးညာချက်ကိုလက်မှတ်ထိုးလိုက်တာလဲအွန်လိုင်းမှာကြည့်လိုက်အခုဘလို့ဖြစ်သွားပြီလဲဆိုတာကြည့် ဒါဘလို့ဖြစ်နိုင်တာလဲသူမဗီဒီယိုအပြည့်အစုံကိုဘလို့ရထားတာလဲ ဟေးရပါတယ်မနှက်ပြန်မဖြစ်တော့ဘူးဒီညဖြတ်သွားရင်သူမဘလို့မျက်နှာပြနိုင်မလဲကြည့်ရအောင်ကြည့်လေငါပြောတာပဲမဟုတ်လား तू မလာဘူး မင်းဘလို့သိလဲ အခုတော့လူတိုင်းသိကြမှာပါမိုးလင်းချိန်လမ်းကြားထဲမှာမိန်းမတစ်ယောက်ပိတ်မိခံရတယ်ပြီးတော့တစ်ယောက်ကသူ့တပ်ပုံရိုက်လိုက်တယ် तू ဘလို့မျက်နှာပြရဲမလဲ ဇဲချွန်မင်းမဟုတ်ဘူးလား ဘလို့ဖြစ်နိုင်မလဲဖုံးကွယ်စရာမရှိဘူးကြောက်စရာလည်းမရှိဘူးနီယန်ကမကောင်းတာတွေအများကြီးလုပ်ခဲ့တယ်ဒါသူ့ကံကြမ္မာပဲ ဒီရက်ပိုင်းငါခံစားနေရတယ်အိမ်မက်လိုပဲနီယန်ကငါတို့ကိုတစ္ဆာဖောက်တယ်ဂူမိသားစုကိုတစ္ဆာဖောက်တယ်ဒါသူ့အတွက်ထိုက်တန်တာပဲ အထဲမဝတ်သေးဘူးလား သူတို့အခုဘာလုပ်နေမယ်လို့မင်းထင်လဲ မင်းကိုဘလို့ကင်တွယ်ရမလဲစီစဉ်နေကြမှာပဲ မဟုတ်ဘူးငါထင်တယ်သူတို့မျှော်လင့်နေတော့ပဲငါမလာဘူးလို့ငါမပေါ်လာဖို့မျှော်လင့်နေကြတယ်သူတို့ကတေချာပေါက်မဟုတ်ဘူးလို့မျှော်လင့်နေကြတယ်သူတို့အခုအံ့ဩလေလေငါ့ကိုမြင်တဲ့အခါပိုဆိုးလေလေပဲခဏလောက်စောင့်ပါအောင်အချိန်နောက်ကျတာတောင်းပန်ပါတယ်ကျမနောက်ကျတယ် မင်းတကယ်လာတာပဲ မင်းကမလာတာကိုလိုချင်တာပဲနန်းမင်းအဖေနေကောင်းလားသူ့လက်မောင်းကိုတတိရတယ်အင်္ဂတေဖြုတ်ပြီးရင်အနားယူဖို့လိုတယ်အဖေနေကောင်းနေတယ်စိတ်မပူပါနဲ့ကောင်းတယ်မင်းဒီနေ့မလာရင်2ရက်အတွင်းသွားကြည့်မယ်လို့စဉ်းစားတယ်မလိုဘူးမင်းမရှိရင်သူပိုကောင်းတယ်3ရက်သက်တမ်းကုန်ပြီအုပ်လျှော်ငွေ8,800,000နောက်ပြီး6လစတိုးမင်းသုံးထားတဲ့ငွေအတွက်ဒါအပြင်မင်းအဖေပိုင်ဆိုင်မှုကိုအပေါင်ထားတယ်ဒဏ်ကြေးတွေဖြစ်တယ်သက်တမ်း32,500ဖတ်ပြီးလက်မှတ်ထိုး မင်းအရင်ရက်ဆက်တာပဲ2500ကိုပါရေးတွက်နေတာလား မင်းအဖေအသက်ကိုယူပြီးမင်းကုမ္ပဏီအပေါက်ကိုပိတ်ဖို့လုပ်တယ်ရက်ဆက်တယ်လို့မထင်ဘူးလားဇဲခွန်လက်မှတ်မထိုးနဲ့မင်းထိုးရင်ငါတို့မိသားစုပျက်စီးမယ်လက်မှတ်ထိုးစရာမလိုဘူးငါတယောက်ကိုခိုင်းပြီးဒီအီးလက်မှတ်ကိုအတုလုပ်ခိုင်းထားတယ်ရှန်နန်းရဲ့အဖေမသိဘူးကြီးမားတဲ့ချင်းငွေလိမ်လည်မှုအတွက်လက်မှတ်အတုလုပ်တာလက်မှတ်မထိုးနဲ့ငါဒီအတန်ဖမ်းချက်ကိုအခုအပြင်မှာရှိတဲ့ရဲတွေစီပို့မယ် ကောင်းပြီငါလက်မှတ်ထိုးမယ်ရှော့ဦးလေးဖုန်းကင်လိုက်ပါဦးလက်မှတ်တူကိစ္စပောက်ကွဲတော့မယ်ဌာနခွဲကလူတယောက်ရှာပေးရမယ်ဒီချင်းငွေကိုတရားဝင်ပုံပေါ်အောင်လုပ်ပေးပါသူကတေလိုလုပ်နေတာပဲလေမလိုတော့ဘူးရှော့ကိုတုံကချင်းငွေလိမ်လည်မှုနဲ့တန်တရားရှိတယ်ဒီမနက်ကသူကရုံးချုပ်ကရက်ဆိုင်စစ်ဆေးခံရတယ်မင်းလားမင်းပဲသူလို့ငါကိစ္စဝင်ဆွဲရတာလဲငါဘာတူလဲဆိုတာအရေးမကြီးဘူးအရေးကြီးတာကမင်းကရှန်ကျန်းကိုရဲ့လက်မှတ်ကိုအတုလုပ်ခဲ့တယ်ဒုတိယအကြိမ်ချင်းငွေလိမ်လည်မှုရဲ့တက်တည်ပဲငါအားလုံးတင်လိုက်ပြီးဗန်ကြီးကျက်ရေးဌာနကိုမင်းတို့အားလုံးငါ့ကိုဖျက်ဆီးဖို့ကြိုးစားနေတာလားဒါမျိုးပြအရေးခင်းပဲနော်ချင်းငွေလိမ်လည်ဖို့လက်မှတ်အတုလုပ်တာဒေါ်လာ9သိန်းကျော်ကုစဲချွန်ဒါရာဇဝတ်မှုပဲမင်းထင်တဲ့လမ်းလွဲတွေနဲ့နောက်ွယ်လမ်းတွေတုံးပြီးလွတ်လို့ရမယ်လို့လားမင်းရဲ့လွတ်မြောက်လမ်းကြောင်းအားလုံးငါပိတ်ဆို့ထားပြီး ကုစဲချွန်မင်းထင်တဲ့ကျွေးမီစာချုပ်တစ်ခုနဲ့လွတ်မယ်လို့လားကျွေးမီစာချုပ်ကမျိုးပြကိစ္စပဲချင်းငွေလိမ်လည်မှုကရာဇဝတ်မှုပဲတသားသမ3ည3.5တန်းပစ္စည်းတိုင်းစစ်ဆေးပါတပြားမှမလျှော့ဘူးတပြားလျှော့ရင်မင်းထောင်ထဲမှာချုပ်ရတော့မယ်ညံငါမားသွားပြီတကယ်မားသွားတယ်ကျေးဇူးပြုပြီးလမ်းတစ်ခုပေးပါ မင်းငွေအားလုံးပြန်ဆက်ရမယ်ဥပဒေကမင်းကိုလမ်းပြပေးလိမ့်မယ်
ရှေ့ကနေဖဲခွေးမင်းအလွန်အကျွံသွားပြီမင်းဒီကိုဘာလာတာလဲငါ့ကိုလှောင်ဖို့လား ရှော့ကိုးတုံရဲ့ကံကြမ္မာကိုလာကြည့်တာလားကြီးကြပ်ရေးဌာနနဲ့ရဲကနေလက်ခံပြေစာတွေဒီမနက်မှရတယ် ဒါနဲ့ငါ့ကိုမချောက်နဲ့ငါကအတိုင်ပင်ခံတစ်ယောက်ပဲငါလက်မှတ်မထိုးခဲ့ဘူး သူမထိုးခဲ့ဘူးဒါပေမဲ့ကူဆယ်ချွန်ကအဖေရဲ့လက်မှတ်ကိုအာမခံစာချုပ်မှာအတုလုပ်ခဲ့တယ် IP လိပ်စာကမင်းကုမ္ပဏီကနေလာတယ်ပြီးတော့မင်္ဂလာဆောင်မှာမင်းဝင်ခံခဲ့တယ်အိမ်ဟောင်းကလွယ်လွယ်အတီးပြုတ်လို့ရတဲ့အကြောင်းအတန်ဖန်ချက်ငါအားလုံးတင်ပြပြီးပြီ မင်းကပေါက်စလေးမင်းငါကိုတေအောင်လုပ်နေတာလား မင်းဖေးရဲ့အသက်ကယ်ငွေကိုလိုက်ရှာတယ်တစိမ့်တုံးအတုလက်မှတ်အတုနဲ့ခွဲစိတ်မှုအပြီးအာမခံသူတစ်ခုချင်းစီကမင်းကိုနှစ်ပေါင်းများစွာထောင်ကျစေနိုင်တယ်ဆိုင်းငံ့ခံရတာကအစပဲရှိသေးတယ်ဥလျှော်တရားရုံးစင့်ခေါ်စာအတွက်ပြင်ဆင်ထားပါ ဦးလျှော်ဘန်ကကျွန်တော်ရဲ့ကြိုတင်ခွင့်ပြုချက်စာရွက်တွေအားလုံးကိုပြန်ပေးလိုက်တယ်သူတို့ကကျွန်တော်ကိုစွန့်စားရမည့်စီးရင်နဲ့ထည့်လိုက်တယ်မင်းကျွန်တော်ကိုနီးလန်းရှာပေးရမယ်ဒီချေးငွေကမအောင်မြင်ရင်ကျွန်တော်ကုမ္ပဏီပျက်စီးသွားမယ်အစီအစဉ်လားငါမင်းကိုအစီအစဉ်ပေးမယ်မင်းကောင်ကောင်ဦးလျှော်ဘာဖြစ်တာလဲဂူဇယ်ချွန်မင်းကအတုံးမကျတဲ့အရေးချင်းမရှိတဲ့လူမိုက်လူတွေအားလုံးထဲမှာမင်းကရှန်နီယန်ကိုလာရှာတာလားသူမအားလုံးကိုအထက်လူကြီးတွေစီတိုင်ကြားလိုက်တယ်ငါဟန်းတုံးမှာအနှစ်နှစ်ဆက်လုပ်ခဲ့တယ်ငါဆိုင်းငံ့ခံရတယ်စုံစမ်းစစ်ဆေးမှုခံနေရတယ်ဆိုင်းငံ့ခံရတာလားငါရဲ့3,600,000အကျွေးကောဘယ်လိုလုပ်မလဲမင်းကိုဒုက္ခကိုကိုရှင်းပါငါကိုသိတယ်လို့ဘယ်တော့မှမပြောနဲ့မင်းငါကိုနောက်တစ်ခါဖုံးဆက်ရဲရင်ငါလူလွတ်ပြီးမင်းကိုဖယ်ရှားခိုင်းမယ်ရှန်နီယန်မင်းငါကိုဖျက်ဆီးဖို့ကြိုးစားနေတာလားလီကိုကိုကျွန်တော်ရှောင်ကူပါဟုတ်တယ်ညက်နက်မှနှောက်ယှက်တာအပြစ်တင်ပါတယ်အကြောင်းကကျွန်တော်မှအမှုတစ်ခုရှိတယ်မိမယူတယောက်ကကတ်နေတယ်တက်တေအထောက်ထားတွေကဗန္ဒာရေးရဇဝတ်မှုဌာနမှာရှိတယ်မင်းကျွန်တော်ကိုဒီအမှုကိုဖြေရှင်းပေးလို့ရမလားကျွန်တော်နီးလန့်သိတယ်မင်းဒီအမှုကိုပျောက်အောင်လုပ်ပေးနိုင်ရင်မင်းစည်းနှုံးပြောပါဟုတ်တယ်သူမကိုအနိုင်မပေးနိုင်ဘူးရှန်နီယန်မင်းငါကိုဖျက်ဆီးနိုင်တယ်လို့ထင်လားမလွယ်ဘူးဂူစီချွန်ခမားရဲ့ကားကအတော်လေးကောင်းပါတယ်ဒါပေမဲ့ခမားငွေအမြန်လိုအပ်နေတယ်ဒါကြောင့်ကျွန်တော်ပေးနိုင်တဲ့အကောင်းဆုံးက320ပါ2,200,000လီကြီးကျွန်တော်ဒီကားကို2နှစ်ပဲရထားတာတန်းဝက်လောက်ရှိတယ်ခမားကကျွန်တော်ကိုအရန်ရှော့တွက်နေတယ်ဂူစီချွန်ခမားဈေးကွက်ကိုမသိဘူးလားခမားရဲ့ကုမ္ပဏီအကောင့်တွေအေးခဲနေတယ်နောက်ထပ်2ရက်လောက်စောင့်ရင်ဒီကားတရားရုံးကတင်သွားနိုင်တယ်2,200,000ဒီဈေးပဲယူမယ်ဆိုယူဒါဆို2,200,000ပဲငွေကိုအခုပဲလွှဲပေးလိုက်လီဒရိုက်တာကျွန်တော်စီချွန်မှာငွေရပြီ320ကမစိုးဘူးခင်ဗျားဘယ်လိုထင်လဲ ခင်ဗျားခေါ်တဲ့ဖုန်းနံပါတ်ကအလုပ်ရှုပ်နေပါတယ် သူ့ကိုယ်သူဘယ်သူလို့ထင်နေတာလဲငါကသူ့ပြိတ္တလို့လားသူပဲငါ့ကိုလာခိုင်းတာလီဒရိုက်တာဒီနေ့အလုပ်ရှုပ်နေတယ်မတွေ့နိုင်ဘူးထိုင်လိုက်ပါဂူစီချွန်မင်းပါလို့ချင်တာလဲချိန်မော်မင်းနိုင်ပြီလို့မထင်နဲ့ငါပြောမယ်ငါဂူစီချွန်တေးမသွားသေးဘူးဟာမတေးသေးဘူးလားဂူစီချွန်မင်းတိလားမင်းမအခြေအနေရောက်နေလေဒါကငွေလွှဲမှတ်တမ်းပဲမင်းလီဒရိုက်တာကိုပို့တဲ့320ငွေလွှဲမှတ်တမ်းမင်းထင်တယ်မင်းလူချိတ်လို့ရမယ်လို့ဒီအမှုကိုပိတ်ပစ်လို့ရမယ်လို့ဒါကလက်ပေးလက်ယူမှုပဲမင်းရဲ့ပြစ်မှုတွေကိုထပ်တိုးစေတယ်ချောင်းဆိုးဘာမင်းပါလို့ချင်တာလဲရိုးရိုးရှင်းရှင်းပြန်ဆက်လိုက်အတိုးနဲ့ရှန်နီယန်ကိုငွေတပြားမကြံပြန်ပေးမဟုတ်ရင်ဒီစာရွက်စာတမ်းတွေမနှက်ဖြန်စုံစမ်းရေးအဖွဲ့ရဲ့စပွဲပေါ်ကိုရောက်လိမ့်မယ်မစ္စရှင်တောင်းထားတဲ့စောင့်ကြည့်မှတ်တမ်းမိတ္တူရောက်လာပြီကျေးဇူးပါအဲ့ဒီနေ့ဖြစ်ခဲ့တာကိုကျွန်တော်တို့အားလုံးမြင်ခဲ့တယ်ရှင်အရန်ရဲရင်ခဲ့တယ်ကျေးဇူးတင်ပါတယ်လူတွေဘဝမှာဝင်ငွေအများကြီးရတယ်သုံးမှငွေရဲ့တန်ဖိုးကိုသိရတယ်အဲ့ဒီမင်္ဂလာဆောင်ကငွေအများကြီးကုန်တယ်ဒါပေမဲ့အဲ့ဒါကငါ့ကိုကူမီသားစုရဲ့စစ်မှန်တဲ့မျက်နှာကိုပြခဲ့တယ်ပြီးတော့သူတို့ဘယ်လိုလူတွေလဲဆိုတာလူတိုင်းကိုပြခဲ့တယ်တထေးဒီတကောင်ကိုငါ့အတွက်ဆယ်ပေးပါအဖိုးကြီးမင်းနည်းနည်းပြန်ကောင်းလာတာတောင်စော့နေတယ်မင်းဈေးကိုလိုက်လာရတယ်အိမ်မှာစားစရာတွေရှိတာပဲမဟုတ်လားဒီနေ့တော့ပြောတယ်လေဆရာဝန်ကလည်းပြောတယ်လေငါပြန်ကောင်းလာတယ်လှုပ်ရှားတာကငါ့အတွက်ကောင်းတယ်ဆရာဝန်ကပင်ပန်းတာတွေမလုံးနဲ့လို့လည်းပြောတယ်မေမေသူ့ကိုဝယ်ပါစေဖေဖေကငါဝယ်ခြင်းနဲ့သူ့ကိုဝယ်ပါစေကြားလားငါတို့သမီးပြောသွားပြီနီယန်ဘာဖြစ်တာလဲဘသူကမက်ဆေ့ပို့တာလဲဘာမှမဟုတ်ဘူးမေမေအမိုက်စာတွေပါအိမ်ပြန်ပြီးငါဟင်းချက်ကြရအောင်
ညံငါမနှက်ဖြန်ထွက်သွားမယ်ကုမ္ပဏီပျက်စီးသွားပြီကားကိုရောင်းလိုက်ပြီငါမှဘာမှမကြံတော့ဘူး မင်းဒီမှာဘာလုပ်နေတာလဲအကျွေးတွေဆက်ပြီးပြီငါတို့အချင်းချင်းပြောစရာမရှိတော့ဘူး ငါမားတယ်ဆိုတာသိတယ်တကယ်သိတယ်မထွက်ခွာခင်မင်းကိုနောက်ဆုံးတစ်ခါတွေ့ချင်တာပဲမထွက်ခွာခင်ပေါ့ ငါ့ကိုတွေးဖို့လာတာလားငါမင်းအတွက်ဝမ်းနေနေသေးလားကြည့်ဖို့လားဒါမှမဟုတ်ငါနူးညံ့သွားမလားကြည့်ဖို့လား မဟုတ်ဘူးနဲ့၃နှစ်လုံးလုံးမင်းကနှလုံးသားထဲမှာရှိတယ်ငါလမ်းမသွားတာပဲ လမ်းမမဟုတ်ဘူးမင်းအစကတည်းကမင်းလမ်းကိုရွေးခဲ့တာမင်းလှည့်စားတာကိုရွေးတယ်လိန်ညာတာကိုရွေးတယ်မင်းရဲ့ကုမ္ပဏီအတွက်ငါအဖေရဲ့အသက်ကိုလောင်းကစားခဲ့တယ်ငါအဖေရဲ့အသက်ကိုလောင်းကစားခဲ့တယ် ငါမှရွေးစရာမရှိတော့ဘူးရှောင်းကိုတုံးကငါ့ကိုတွန်းတယ်ဘန်ကလည်းတွန်းတယ်ငါအမေကလည်းတွန်းတယ် ဒါဆိုမင်းငါ့ကိုတွန်းဖို့လာတာလားကူဆယ်ခွန်မင်းစင်ကြီးတွေတောင်းနေတော့ပဲ ညံငါ့ကိုခွင့်လွတ်ပါလားငါတောင်းပန်တယ်မင်းစကားတခုံပြောလိုက်ပါမင်းလိုချင်တဲ့အရာတိုင်းငါလုပ်ပေးမယ် ကူဆယ်ခွန်မင်းရဲ့တနာစရာမျက်နှာကိုတင်ထားလိုက်မင်းဒီမှာဒူးထောက်နေတာငါအတွက်တနာလို့မဟုတ်ဘူးမင်းရှုံးလို့ပဲဒါပဲငါရှေ့မှာနောက်တစ်ခါမလာနဲ့တော့ ညံနေရမင်းကိုဘယ်သူ message ပို့နေတာလဲညက်နက်ကြီးဒီလောက်များများပို့နေတာရင်းနှီးမြုပ်နှံမှုကြော်ညာတွေပါ ဒီအနောက်ရှက်ဖုံးတွေကိုလစ်လူရှုလိုက်ပါမြ мян ငါးစားလိုက်မင်းအမေဈေးသွားပြီးဒီငါးလက်ဆက်ဆက်ကိုယူလာတယ် ဖေဖေပဲငံပြကြီးအများကြီးထည့်လိုက်တာလားညံနေတယ် ငံရင်ထမင်းနဲ့အဆင်ပြေတယ်ငါဆယ်စုနှစ်ချီချက်ပြုတ်နေတာမင်းသိပါတယ် မင်းကကောင်းပါတယ်မျက်လုံးလေးတွေနဲ့အမှတ်လက္ခဏာတွေကိုမှားဖတ်မိတာဒီအမိုက်တွေကိုဘာလို့တင်ထားနေတုံးလဲကန်ဆိုးတယ်မနှက်ဖြန်အောက်ထပ်အမိုက်ပုံးနဲ့ပြစ်လိုက်မယ်အမီတာကဇီချွန်ကတွန်းလိုက်လို့ပါအစွန်းကရှမ်ပိန်ကြောင့်ပါခရိုင်ကလင်းဆိုတော့မဖြောက်နိုင်ဘူးတဲ့မဖြောက်နိုင်ဘူးလားဒါဆိုပြစ်လိုက်တင်ထားပြီးစိတ်ညစ်အောင်လုပ်နေတာလားမဖြစ်ဘူးချစ်တယ်မင်းပါလိုချင်တာလေတတိပေးဖို့ပါအမေထားလိုက်ပါငါဘာလုပ်နေလဲသိတယ်၃နှစ်ကသင်ခန်းစာတစ်ခုပေးခဲ့တယ်ဒီဝတ်စုံကဒီမှာပဲရှိနေမယ်နေ့တိုင်းသတိပေးနေလိမ့်မယ်တခြားသူရဲ့လက်ထဲကိုယ်ယုံကြည်မှုကိုထပ်မံထည့်မထားဖို့မစ္စရှန်တင်ကတ်ထဲမှာ$8,800ဒေါ်လာရှိပါတယ်တင်တကယ်ပဲငွေအားလုံးကိုလွှဲပြီးဒီကတ်ကိုပိတ်ချင်တာလားဟုတ်ကဲ့ကျမအတွက်အကောင့်အသစ်ဖွင့်ပေးပါတင်အကောင့်အသစ်ဖွင့်ပြီးပါပြီငွေကိုဘယ်လိုအပ်ချင်ပါသလဲ3နှစ်သက်တမ်းအတွက်ဒေါ်လာ2သိန်းတက်နံပါတ်$9,982ကိုဒေါ်လာ3သိန်းပို့ပေးပါဂျန်ကူအိုရဲ့အကောင့်ပါမှတ်ချက်ကျန်းမာရေးစစ်ဆေးမှုကောင်းပြီကျန်တဲ့ငွေကိုဘယ်လိုလုပ်မလဲအကောင့်အသစ်ရဲ့ checking ထဲမှာထားလိုက်ပါမကြခင်သုံးမှာမို့လို့ပါမစ္စရှန်ဒါကတင်ကြိုက်တဲ့တောင်ဘက်မျက်နှာမူထားတဲ့တခန်းတိုက်ရဲ့စာချုပ်ပါအာမခံငွေ$9,600တတ်မှတ်ချက်အားလုံးကိုကျွန်တော်တို့ဆွေးနွေးထားတဲ့အတိုင်းရေးဆွဲပြီးပါပြီကျေးဇူးပြုပြီးထပ်မံစစ်ဆေးပါကျမစစ်ဆေးပြီးပါပြီတတ်မှတ်ချက်တွေအဆင်ပြေပါတယ်ဒါဆိုဒီမှာလက်မှတ်ထိုးပေးပါပြီးတော့ဒီနေရာတွေမှာလဲပြီးရင်လက်ပွေနှိပ်ပါအိုးဒါနဲ့မစ္စရှန်အတီးပြုတ်ဖို့ပါဝယ်သူကခမားတယောက်သေးလားခမားနာမည်တစ်ခုတည်းလားခမားရဲ့ခင်မွန်းဒါမှမဟုတ်ရေးစားကိုအတူလက်မှတ်ထိုးဖို့စောင့်စရာမလိုဘူးလားအိမ်ဝယ်တာကအရေးကြီးတဲ့ကိစ္စပါချိန်ကိုပိုင်ဆိုင်မှုစာချုပ်ထဲထည့်တာမှားလားအမေကကုမ္ပဏီရဲ့ရန်ပုံငွေအတွက်လုပ်နေတာပါမင်းဒီလောက်ကြီးတကူကောင်းဆန်တာရက်လို့မရဘူးလားဘသူကိုမှမဆောင်ပါနဲ့မင်္ဂလာအိမ်မဟုတ်ဘူးဒါကကျမရဲ့ကိုယ်ပိုင်အိမ်ပါကျွန်တော်နားလဲပါတယ်ကိုယ်ပိုင်နေရာလေးတစ်ခုရှိခြင်းဟာကောင်းတဲ့အရာပါပဲဒီမှာလက်မှတ်ထိုးပေးပါလက်မှတ်ထိုးပြီးသွားပြီးကတ်ဆွဲလိုက်ပါကျေးဇူးပြုပါမင်းနာမည်တစ်ခုတည်းနဲ့ပဲထားလိုက်ဘယ်သူမှအခွင့်အရေးမရှိဘူးငါပြောတယ်ချစ်လေးဒီအိမ်ကမင်းရဲ့ပဲမင်းငွေတပြားတစ်ချက်မှမကြံအောင်ရှာထားတာဒါကမင်းအတွက်လုံခြုံမှုပဲဘယ်သူမှယူလို့မရဘူးဒါပဲသူလဲအိမ်ဝယ်တဲ့အတွက်ဂုံယူတယ်ရှန်နီယန်ဒါပေမဲ့မင်းကကူဆယ်ချွန်းထောင်ထဲမှာရှိတယ်လို့ထင်တယ်ဒါကြောင့်မင်းလုံးဝဘေးကင်းတယ်လို့ထင်လားမင်းဘသူလဲကူဆယ်ချွန်းရဲ့လက်တွဲဖော်လားမင်းချိန်ကိုမဖြုံးပါနဲ့သူ့အမှုကိုလိမ်လည်မှုတားဆီးရေးအဖွဲ့ကပိတ်ထားတယ်သူကလူမိုက်တစ်ယောက်ပဲခြေလန်းစားကတော့မစနိုင်သေးဘူးသူ့ရဲ့စီးပွားရေးချေးငွေတွေနဲ့အာမခံချက်တွေ
ဟာမောင်ခိုအင်တာနက်ကငွေကြေးလိမ်လည်မှုတွေတဲကအနိုင်ဆုံးအဆင့်ချိတ်ဆက်မှုတစ်ခုပဲ မင်းတို့ရဲ့အတွင်းရေးပရိပခတွေကိုငါစိတ်မဝင်စားဘူးငါငွေတွေပြန်ရပြီကျန်တာတွေကရဲတွေအပေါ်မှာမူတည်တယ်နေ့လူငယ်ဘဝပထမဆုံးတွေ့ဆုံမှုဦးလေးလီဖေဖေဆေးရုံမှာဘေးအိယာကဦးလေးလီလားသူ့နာမည်ပြည့်စုံကလီဒီဟိုင်းလားသူနေတာကအဖာဂရင်းမှာ Evergreen ပဲ သူမကြသေးခင်ကအိမ်စာချုပ်ကိုယူသွားတာလားကိစ္စတစ်ခုအတွက်လား သမီးရေမင်းတော်တယ်နော်ဦးလေးလီဒီမနက်ငါ့ကိုဖုံးဆက်ပြီးပတ်စံချေဖို့ပြောတယ်သူပြောတယ်အေဂျင့်တယောက်ကသူ့ကိုလှည့်စားပြီးပြောင်းပြန်ပေါင်နှံမှုလိမ်လည်မှုတစ်ခုတည်းရောက်သွားတယ်အခုသူ့သွေးပေါင်ကကောင်းကိုရောက်နေပြီသူတစ်သက်လုံးစုဆောင်းထားတဲ့ငွေတွေကိုပေးလိုက်ပြီ ဦးလေးလီကိုစိတ်အေးအေးထားဖို့ပြောလိုက်ပါသူတို့စီကိုတယောက်တည်းမသွားဖို့ပြောလိုက်ပါငါနီးလန်းရှာမယ် နန်သူရဲကောင်းမလုံးနဲ့တခုခုတော့မမှန်ဘူး ဖေဖေငါကိုယ့်နယ်ပယ်ကိုတည်တယ်ခဏနေတွေ့မယ်စရင်ထဲမှာလူဒါစင်နဲ့ချီရှိတယ်အားလုံးကငါဖေနဲ့ဦးလေးလီလိုပဲဒီလိုလိန်ခံရတဲ့လူကြီးတွေပေါ့ တို့ဇက်ချန်နောက်ွယ်ကလုပ်ငန်းစဉ်တစ်ခုလုံးဖျားနာသူရှိတဲ့မိသားစုတွေကိုပြစ်မှတ်ထားတယ်မင်းထင်နေတော့လားဒီကိစ္စကနေရှောင်နိုင်တယ်လို့ မင်းပါလို့ကျင်တာလဲအတိအကျ ငါလိုချင်တာကမပါတဲ့သူတယောက်သူတို့ရဲ့လက်ရှိစောင့်ကြည့်စရင်မှာညံလုံလောက်တဲ့သူတယောက်ဒါကိုအတွင်းကနေဖောက်ဖျက်ဖို့ကူညီပေးနိုင်တဲ့သူ ငါမင်းကိုဘာလို့ယုံတင်တာလဲ ဘာလို့လဲဆိုတော့လက်ရှိမှာစုံစမ်းတာကလွယ်ရင်မင်းမှာတခြားရွေးချယ်စရာမရှိဘူးမနက်ဖြန်မနက်9 နာရီရှင်းကန်မှာဥပဒေရေးရာအကူအင်တာဗျူးလုပ်ပါအဲ့ဒီမှာမင်းလိုအပ်တဲ့တဲလွန်စဖို့တွေ့လိမ့်မယ်မင်းကချိန်တာမှာလက်ထောက်လားသူတို့ရဲ့ကိစ္စတွေအတွက်ပါချိန်တာကမြို့ရဲ့80ကျော်ကိုပုဂ္ဂလိကဗန္နာရေးကိစ္စတွေပါတို့ဝက်လူတယောက်ဒီစရင်ကိုငါ့ကိုပေးတော့ကသူတို့ပြောခဲ့တာတခုရှိတယ်ဖျားနာတဲ့အဖွဲ့ဝင်ရှိတဲ့မိသားစုတွေကိုပြစ်မှတ်ထားပါဦးလေးလီကသူတို့တဲကတယောက်ပဲစရင်ထဲမှာဒါဇင်နဲ့ချီရှိသေးတယ်သူ့လိုတက်ကြီးရွယ်အိုတွေပဲရဲကိုဖုံးဆက်လိုက်ရုံပဲစရင်ကိုစီးပွားရေးရာဇဝတ်မှုဌာနကိုပေးလိုက်အမည်မသိစရင်တစ်ခုတက်တဲ့အထောက်ထားလမ်းကြောင်းမရှိဘူးသူတို့ဘလို့မဖွင့်နိုင်မလဲအရင်ဆုံးရှာဖွေဖော်ထုတ်ဖို့လိုတယ်။ဝေစည်းုံချွန်ရဲ့ရန်ပုံငွေတွေဘလို့ရွေးရှားသွားလဲဆိုတာဒေါ်လာတိုင်းရဲ့လမ်းကြောင်းကိုခြေရာခံပြီးအရင်းမြစ်ထိလိုက်မယ်။တတိထားနော်။သူတို့ကိုတတိမပြုမိစေနဲ့ဤပညာဆိုင်ရာမှုကင်းစေပညာလိုရင်ငါ့ကိုဖုံးဆက်စိတ်မပူပါနဲ့အပြင်မှာမျက်မမြင်ရှာဖွေမှုပဲ။ချိန်နာရဲကိုရောက်ရင်တော့တရားဝင်ပဲ။ရှန်နီယန်လူတစ်တွေအတွက်ပထမဆုံးစမ်းသပ်မှုအမှုဟောင်းတွေကိုစုစည်းပါ။ဒါတွေက3နှစ်သက်တမ်းရှိတယ်။ဗန္နာရေးအငင်းပွားမှုကျွေးမိတွေရန်ပုံငွေစည်းစိမ်မှုတွေကရှုပ်ထွေးနေတဲ့ခြေလုံးကြီးလိုပဲ။နေ့ကုန်ခန်းဒီမှာကန်ထရိုက်တင်တာတွေနဲ့ပါတီတွေအားလုံးကိုစနစ်ထဲထည့်သွင်းပါမပြီးရင်မနှက်ဖြန်လာစရာမလိုဘူးစနစ်အဲ့ဒီကိုငါးစီပို့ပေးပါဟမ်3နှစ်သက်တမ်းရှိအမှုဖိုင်တွေစာမျက်နှာတစ်ခုကပတ်သက်နေုံဝေစည်းယုံချွမ်းဒါကငါလိုအပ်တဲ့လမ်းကြောင်းပဲချစ်တော်အဖေပြန်ကောင်းလာပြီ2ရက်အတွင်းဆေးရုံကထွက်မယ်အေဂျင့်ကစာချုပ်အပ်ရင်ငွေရမယ်လို့ပြောတယ်ဒါဆိုဘာလို့အခုသူ့ကိုရှာမတွေ့တာလဲ ကျမအဖေတယောက်တည်းမဟုတ်ဘူးနာတာရှည်ယောဂါရှိတဲ့မိသားစုဒါဇင်နဲ့ချီအားလုံးကဒီလုပ်ငန်းကွင်းဆက်ရဲ့လိမ်လည်မှုခံရတယ်လွှတ်ဝက်လူကအမင်းမတက်နိုင်ဘူးဒီကနေရှောင်လို့မရဘူးဆိုတာချင်းချောက်မှုတစ်ခုမဟုတ်ဘူးဒီမှာပဲလားဒီနေ့ပြီးအောင်လုပ်လို့မရဘူးမနှက်ပြန်လုပ်လိုက်မအိပ်ဘဲမနေနဲ့ပြီးရင်ကျမတော့ခတ်မယ်ဝေစီယုံချွန်းရဲ့တားကောင်မိသားစု30ဒီအတွက်တယောက်ယောက်ပြန်ဆက်ရမယ်ဝေစီယုံချွန်းချိန်တာပဲ3နှစ်ကြာထိမ့်သိမ်းခံရမှုအမှုမှာတရားခံပါ ဒီတော့ဒီအမှုကရန်ပုံငွေစီးဆင်းမှုကတော်တော်ရှုပ်ထွေးတယ်ပါဝင်ပတ်သက်တဲ့အဖွဲ့တွေလည်းအများကြီးရှိတယ်ငွေလွှဲမှုတွေလည်းအများကြီးပဲဖြန့်ဖြေဖို့အကြံပေးပါတယ်တရားစွဲစရိတ်ကြီးတာကိုရှောင်ဖို့ပါခဏလေးဒီအမှုဖိုင်ရဲ့ရုပ်တီကိုရန်ပုံငွေစီးဆင်းမှုနဲ့အချိန်စရာအရဆက်ဆက်ထားတယ်ညွန့်ကိန်းမှာလည်းငွေလွှဲမှုတစ်ခုချင်းစီရဲ့ဆက်ဆက်အဖွဲ့ကုတ်ကိုမှတ်ထားတယ်ဒါတွေအားလုံးကိုဘယ်သူစီစဉ်ထားတာလဲဒါကကျွန်တော်တို့ရဲ့ဖိုင်ခန့်လက်ထောက်အသစ်ရှန်နန်းပါနန်းဒါရိုက်တာချင်းရဲ့ချီကျူးစကားကိုကျေးဇူးတင်လိုက်ပါဒါရိုက်တာချီကျူးတာလုံးနဲ့ဒါပေမဲ့အစီအစဉ်တကျဖြစ်သွားတဲ့အခါပြဿနာကပေါ်လာတယ်ဘာပြဿနာလဲအ
မှုမှတ်ဒုံစီနှစ်3-2-3-8ကိုဝေစီရောင်ချွန်ကအာမခံဖြစ်တွဲဖက်တာဝန်ယူထားပုံရတယ်။ဒါပေမဲ့လွန်ခဲ့တဲ့3နှစ်တာရဲ့ငွေသားစည်းစိမ်မှုကိုအတူတူကြည့်ရင်မကောင်းတဲ့အကျွေးလို့ခေါ်တဲ့9ခုရှိတယ်။အလွှာပေါင်းများစွာလွှဲပြောင်းမှုကနေပြည်ပအကောင့်တစ်ခုတည်းကိုပြန်ရောက်သွားတယ်။လူတိုင်းကဒဏ်ကြေးကိုပဲအာရုံစိုက်နေကြတယ်။ဒါပေမဲ့မူလအကြောင်းရင်းကိုလစ်လျူရှုထားတယ်။ဒါကတာမန်ဘန်နာရေးအငင်းပွားမှုမဟုတ်ဘူး။ဒါကကြိုတင်စီစဉ်ထားတဲ့ရန်ပုံငွေလွှဲပြောင်းမှုပါ။ဒါတွေအားလုံးကိုတညရဲနဲ့အလို့ရခဲ့တာလား။ကျမကဖိုင်ခန်းရဲ့မှတ်တမ်းသိစေရမယ့်အလုပ်တွေကိုပဲလုပ်ခဲ့တာပါ။ဒီနေ့အစည်းအဝေးကိုဒီမှာပဲရပ်လိုက်မယ်။ရှေ့နေကြောက်တရားစွဲဆိုချက်ကိုပြန်ရေးပါ။သူမညွှန်ကြားတဲ့အတိုင်းစုံစမ်းပါ။ရန်ပုံငွေစီစဉ်မှုပုံကို10ဆောင်ပုံမှာလူတစ်ယောက်ကို1ဆောင်နှုန်းနန်းဒီအမှုကိုငါနဲ့အတူစုံစမ်းစစ်ဆေးဖို့ဆန္ဒရှိလားနန်းမင်းကအသေးစိတ်အကြဆုံးပဲဒီစာချုပ်ကိုကူညီကြည့်ပေးလို့ရမလားမင်းကိုပဲယုံကြည်တယ်ရုံးမှာကျမယာရုကိုသုံးပါမင်းရဲ့အမှုကြီးကို professional တရားဝင်အဖွဲ့ကကင်တွယ်မယ်ကျမဖိုင်စာရေးတယောက်ပဲကျမမကူညီနိုင်ဘူးနှစ်နှစ်မြန်မြန်ညင်းမနေနဲ့ဆုံးဖြတ်ပြီးရင်ဘယ်ချိန်မဆိုဖုံးဆက်လိုက်ပါရှင်းနေရအခုတော့နေရာရနေပြီသူချံမိုကနေခြံတာကိုဝင်ခဲ့တာငါတို့နှစ်ယောက်ပြစ်ထားခံရတယ်ငါဘာမှမရဘူးဘာလို့သူပြန်စားခွင့်ရတာလဲရှောင်းတထေးမင်းဆက်သွယ်မှုကောင်းတယ်ဒါကိုမင်းသိခံပြီးမျိုးချမှာလားငါရန်ပုံငွေထောက်ပတ်မယ်မင်းဥဆောင်လုပ်ပါသူ့နာမည်ပြတ်အောင်လုပ်နိုင်ရင်သူချန်နာမှာတရက်တောင်မခံနိုင်ဘူးဘယ်လိုလုပ်မလဲသူ့ကုမ္ပဏီကိုသွားပြီးစူးစူးညံ့ညံ့လုပ်ပါကျန်တာတွေကိုငါကင်တွယ်မယ်အိုးဒါရှင်းနေရန်မဟုတ်လားမင်းခုရှင်းနေရုံမှာကောင်းကောင်းနေတယ်ဆိုတာကြားတယ်ဘာမှမပြောဘူးလားအပြစ်ရှိတယ်လို့ခံစားရလားမင်းကိုအားကိုးခဲ့တာလားဒါမှမဟုတ်ယောက်ျားတစ်ယောက်ကိုမင်းကိုကြောထောက်နောက်ခံပေးတဲ့သူလားဖန်ချင်းချင်းမင်းဒီကိုလာတာဒီလိုအတိတ်ပဲမရှိတဲ့မေးခွန်းမေးဖို့လားမင်းထင်တယ်နေရာပြောင်းလိုက်ုံနဲ့ပြန်ဆက်နိုင်မယ်လို့လားမင်းကပြန်လာတဲ့ရီစားဟောင်းကူမိသားစုကနှင်ထုတ်ခံရတဲ့သူအခုတော့ကြောထောက်နောက်ခံအစ်တစ်တယောက်ရှာပြီးမင်းဘသူကိုလှည့်စားနေတာလဲရှေ့တန်းတင်ခံရတဲ့သင်ခန်းစာကိုမတင်ယူဘူးလားမင်းပူးတွဲတာဝန်ခံစာတမ်းတွေကိုလက်မှတ်ထိုးခဲ့တယ်အခုတော့မင်းတခြားသူရဲ့သုံးကရိယာဖြစ်နေတာလားဘသူကမင်းကိုယုံကြည်မှုပေးခဲ့တာလဲကူကျဲချွန်လားရှောင်းကိုတုံးလားဒီလောက်မမာနဲ့အနေနဲ့မင်းရဲ့ညစ်ပတ်တဲ့လျှို့ဝှက်ချက်တွေလုပ်ငန်းတစ်ခုလုံးသိလိမ့်မယ်မင်းအလုပ်ကြာမခံနိုင်ဘူးလို့ငါမထင်ဘူးယောက်ျားတွေကိုတုံးပြီးတက်လာတာပေးပါစေရှောင်းကိုရုံးတည်သွားပြီရှောင်းကိုရုံးမင်းတကယ်ကိုမျောလင်းချက်မဲ့နေပြီဒီလောက်ညံ့တဲ့အတူအယောင်ထောက်ထားတွေတောင်လှုပ်လာသေးတယ်လုပ်ငန်းဂရုဗီဒီယိုကိုငါပြန်ရုပ်သိမ်းပြီးသွားပြီးရှောင်းကော်တုံးရဲ့အတူအယောင်ငွေလွှဲစခရင်ရှော့စိုက်ဘာရဲဌာနကတငယ်ချင်းကိုဆက်သွယ်လိုက်တယ်ပလက်ဖောင်းအားလုံးကနေနာယီဝက်အတွင်းပျောက်သွားပြီးငါကိုယ်တိုင်လှုပ်လို့ရတယ်ဒီလောက်ညဉ့်ညမ်းတဲ့နီလန်းမျိုးမင်းအားမကုန်သင့်ဘူးနောက်ပိုင်းတရားဝင်တတိပေးချက်တွေငါလက်ထောက်ကိုပို့ခိုင်းမယ်မင်းရဲ့လက်ရှိအမှုကိုပဲအာယုံစိုက်ထားချမ်းမိုးကျေးဇူးပါငါညင်းတယ်လုပ်ဖို့ကင်ဖက်တို့ဒါကဒီမနက်ကလုပ်ငန်းကရုတ်သေးကဒီလိုခေါ်တဲ့အထောက်ထားကျမဟောင်းစီကပါဇက်ပိတ်ငွေလက်ခံတဲ့အထောက်ထားပထမဆုံးဒီစခရင်ရှော့ဘော်ကအချိန်တစိတ်ကဒီလ12ရက်နေ့နေ့လယ်2နာရီညာဘက်ကိုကြည့်ပါဒါကစောင့်ကြည့်ကင်မရာစခရင်ရှော့ကျမပြည်သူရေးရာရုံးမှာဒီလ12ရက်နေ့နေ့လယ်2နာရီမှာကျမတစ်ချိန်နဲ့နေရာ2ခုမှမရှိနိုင်ဘူးဒုတိယအနေနဲ့ဒီမှာပြထားတဲ့ဘန်ခွဲကုတ်2ခုဘန်ခွဲကုတ်3ညဆိုတာလုံးဝမရှိဘူးတကယ်လားကျမရှင်းနေအတင်းကိုတင်ပြပြီးပြီရှောင်းကော်ရုံးရဲ့အတူအယောင်လုံးမှုအတွက်တိုင်ကြားစာပြီးတော့ရဲကိုလည်းတိုင်ကြားပြီးပြီကျမရဲ့အပြစ်ကင်းစင်မှုကဘသူရဲ့ကယူနာကိုမှမလိုအပ်ဘူးအကုန်လုံးအထောက်ထားပေါ်မှာပဲမူတည်တယ်ငါရဲ့အစောပိုင်းအဆိုပြုချက်ကတကယ်တော့မလိုအပ်ဘူးဆိုတာထင်ရှားပြီချမ်းမို့ကျမခမားကိုရည်ရတာမဟုတ်ဘူးဒါပေမဲ့ကျမကိုကုံသတင်းကိုကာကွယ်နိုင်မှမဟုတ်ရင်ခမားနဲ့ဘလို့လုပ်ပြီးဝေစီရောင်ချွန်အမှုကိုစုံစမ်းနိုင်မှာလဲငါကြောက်တာကလူတွေကငါ့ကိုတငယ်ချင်းရဲ့ဆက်သွယ်မှုကိုတုံးနေတယ်လို့ပြောကြလိမ့်မယ်နီယန်ငါမင်းရောက်မှန်တယ်ဆိုတာတကယ်ပဲဒီမှာ tracking ပါပြီးတော့မင်းတောင်းထားတဲ့ device MAC address လည်းပါတယ်ရှောင်းကော်တုံကဒေါ်လာ9သိန်းတန်အတူငွေလွှဲကိုအတူလုပ်ခဲ့တယ်ပြီးတော့ screenshot ရိုက်ထားတဲ့ device ကကူစီချွန်မင်းဖေကိုလှည့်စားဖို့သုံးခဲ့တဲ့ device နဲ့အတူတူပဲသူ့အိမ်စာချုပ်ရဲ့ electronic လက်မှတ်ကိုရယူဖို့အတွက်ဒါဟာအတိအကျတူညီတဲ့ device ပဲဟုတ်တယ်ပြီးတော့ DeepNow ကဓာတ်ရိုက်ညွှန်ပြတယ် Dark Web ငွေကြေးပွဲစားရဲ့ proxy server ကိုငါအကုန်လုံးပြန်စစ်ဆေးပြီးပြီမှတ်ပုံတင်ထားတဲ့ပိုင်ရှင်ကဝမ်ဂျာယနီလို့ခေါ်တယ်သူက Shell Company ရဲ့ proxy သက်သက်ပဲအတူ
စခရင်ရှော့မဖန်တီးခင်မိနစ်ပိုင်းအလိုမှာရှောင်းကော်ရုံကဒေါ်လာ2000ပို့ခဲ့တယ်။ဤပညာကြီးအဖြစ်ဝမ်ဂျိုင်းနီရဲ့ချိတ်ဆက်ထားတဲ့အကောင့်ကိုဒေါ်လာ2000သုံးပြီးအတုအထောက်ထားအတွက်ငါ့ကိုငွေညှစ်မှုနဲ့တရားခံဖြစ်အောင်လုပ်ဖို့ပဲတက်တေအထောက်ထားကွင်းဆက်ပြည့်စုံသွားပြီးသုံးလိုက်ပါကျေးဇူးပဲအခုသူတို့ရဲ့ရိုးရှင်းတဲ့အရက်ဘက်အငင်းပွားမှုဆိုတဲ့ခုခံချက်ကလုံးဝပြိုလဲသွားပြီးမစ္စရှန်စာရွက်စာတမ်းလမ်းကြောင်းနဲ့တင်ပေးတဲ့တက်တွေကအလွန်အရေးကြီးပါတယ်ဒီမတိုင်ခင်ကရှုပ်ကုတ်တုံနဲ့ကိုဆက်ချင်တို့က screenshot အတုတွေပဲလုပ်ခဲ့မယ်ဆိုရင်ပြီးတော့တရားမဝင်အာမခံချက်တွေကိုပါသူတို့ကအဲ့ဒါကိုအရက်ဖက်လိမ်လည်မှုလို့ပြောနိုင်သေးတယ်ဒါပေမဲ့အခုတော့အဲ့ဒါကတရားမဝင်ဝန်ဆောင်မှုတွေငှားရမ်းခြင်းနဲ့စနစ်တကျငွေလွှဲပြောင်းခြင်းတွေပါဝင်လာတယ်ဟုတ်တယ်ဒီပြည်စုံတဲ့တက်တေကွင်းဆက်နဲ့ဆိုရင်အမှုတစ်ခုလုံးကပြောင်းလဲသွားတယ်ဒါဟာစာချုပ်လိမ်လည်မှုနဲ့တက်တေအထောက်ထားအတူလုံးမှုပဲစီးပွားရေးရာဇဝတ်မှုတွေကတရားဝင်အမှုတွေကိုပေါင်းစည်းနေတယ်ဒါကအရက်ဖက်ဖြန့်ဖြေမှုတော့မဟုတ်တော့ဘူးဒါဟာရာဇဝတ်မှုတရားစွဲဆိုမှုပဲငါတို့ရှောင်ကော်တုံအတွက်စင့်ခေါ်စာကိုချက်ချင်းထုတ်ပေးမယ်ပြီးတော့ပါဝင်ပတ်သက်သူတွေကိုပါကျေးဇူးတင်ပါတယ်အရာရှိကျမအကြောင်းကြားစာကိုစောင့်မယ်မင်းကြားလိုက်လားရှောင်းကော်တုံကိုအိမ်ကနေခေါ်သွားခံရတယ်စီးပွားရေးရာဇဝတ်မှုစုံစမ်းရေးတွေကခဏဒါကဖြစ်တင်တာကရိုးရှင်းတဲ့အရက်ဖက်အငင်းပွားမှုလေးပဲမဟုတ်လားဘာလို့ရဲတွေပါလာတာလဲငါကြားတယ်ဒါကရာဇဝတ်မှုအဆင့်တိုးလိုက်ပြီးတဲ့ရှန်နန်းကတက်တေအထောက်ထားတွေကိုရဲကိုဓာတ်ရိုက်ပေးလိုက်တယ်ဒါခွဲချိတ်ဆက်မှုတွေကိုဖော်ထုတ်လိုက်တယ်ပထမအလွှာကလက်တွေ့မရှိတဲ့ရုပ်သေးတစ်ခုပဲဂူစီချွမ်ရှောင်းကော်တုံမင်းတို့နှစ်ယောက်လုံးကရှေ့တန်းတက်သားတွေပဲနောက်ထပ်အလွှာနှစ်ခုအရေးထဲမှာဝတ်ထားသေးတယ်။တက်ကြီးရွယ်ဦးသားကောင်တွေဒါဇင်နဲ့ချီပြီးစောင့်နေသေးတယ်။ငါသူတို့ရဲ့အိမ်စာချုပ်တွေကိုပြန်ရယူပေးဖို့အတွက်ရှောင်းကော်ရုံရဲ့ကုမ္ပဏီတို့ဝေစာယုံချွမ်းနဲ့ကူစေချွန်ရဲ့အကောင့်နီယံမင်းလက်မှတ်ထိုးပြီးရင်ငါညစာစားဖို့တွားရမယ်သူညစ်ပတ်တဲ့အလုပ်တွေအကုန်လွှဲချတော့ကငါအပေါ်သူဒီအကျွေးဆိုးကိုဘယ်တော့မှမထင်ခဲ့ဘူးတစားစီပြန်ရလာလိမ့်မယ်လို့သူမအရန်ရေးတကြီးကိစ္စတစ်ခုကိုလုပ်နေတယ်ဒီညဒီကျမ်းပြင်ရဲ့မိဖို့ကိုငါပေးမယ်ငါမင်းကိုအနောက်ရှက်မပေးဘူးမင်းပင်ပန်းမသွားအောင်ဒီမှာပဲနေတော့ရန်ပုံငွေစည်းကြောင်း3လွှာစလုံးကိုက်ညီတယ်သူတို့တကယ်ပဲလက်တွဲကြံစီထားတာသိကြတယ်ဒါဟာကြိုတင်စီစဉ်ထားတဲ့အဖွဲလိုက်လိမ်လည်မှုတစ်ခုပဲမိုးလင်းပြီးပိုက်ကုံပိတ်လိုက်ရှင်းနေရှန်နန်းမင်းရဲ့ဟောင်းကိုလက်စားချေဖို့မင်းကျင့်ဝတ်တွေကိုစွန့်ပစ်လိုက်ပြီးဗန်စရင်တွေအတူလုပ်ပြီးကူစီချွန်ကိုပေါင်တင်တာကတမျိုးဒါပေမဲ့အခုမင်းကကိုလာပြီးအဖြစ်တင်မလို့လားဦးဆောင်ကိုတုံရုံးမှာ hard drive ကိုမဖြတ်ပဲဒီကိုလာပြီးညင်းညူနေတာလားငါကိုလာမချေပါနဲ့ငါကရှောင်းကိုတုံငါဒေတာခံအာမခံဆက်ဝိုင်းမှာ2နှစ်ဆက်ရှိပြီငါအရာရာကိုမြင်ဘူးပြီးဒီနေ့ကုမ္ပဏီတစ်ခုလုံးရှိမှမင်းနှုတ်ထွက်ကြောင်းထုတ်ပြန်ချက်ကိုလက်မှတ်ထိုးရမယ်မဟုတ်ရင်မင်းကိုဒီလုပ်ငန်းမှာအဆုံးသတ်သွားအောင်လုပ်မယ်ရှောင်းကိုတုံမင်းကကိုအမှုပြန်ရုပ်သိမ်းဖို့တွန်းအားပေးနေတာဘာလို့ဆိုလီဒီဟိုင်ရဲ့အိမ်စာချုပ်အပေါင်ခံထားတာတက်တန်းကုန်သွားပြီဘန်ကအင်ကိုသိမ်းတော့မယ်မင်းဘာပြောနေတာလဲငါလီဒီဟိုင်ကိုမသိဘူးမသိဘူးလားဒါဆိုမင်းဖုန်းထဲမှာခြံချင်းအင်အားတိုက်သုံးအတွက်ဘသူကကောက်ခံမှတ်တမ်းတွေပို့ထားတာလဲဒါခုဘက်မှာမင်းနာမည်စရင်သွင်းထားတယ်ဝန်ကျန်းရဲ့ကုမ္ပဏီလေးလံအတွက်ပြီးတော့ဦးလေးလီရဲ့အိမ်စာချုပ်ဘသူအချက်လက်လဲလောက်ဆောင်ချက်မင်းအဲ့ဒါကိုဘလို့သိလဲအားလုံးနားထောင်ကြရှောင်းကိုရုံကဝန်ကျန်းရဲ့ရှေ့ဆောင်ကုမ္ပဏီကိုသုံးပြီး Dark Web ငွေကြေးပွဲစားတွေနဲ့ချိတ်ဆက်ခဲ့တယ်။ဖျားနာသူတွေရှိတဲ့မိသားစုတွေကိုပြစ်မှတ်ထားပြီးတော့တက်ကြီးရွယ်အိုမိသားစုတွေကိုအမျက်ထုတ်တယ်။အိမ်ပေါင်ခံချေးငွေတွေကိုသုံးပြီးအာမခံအဖုံကားနဲ့အိမ်စာချုပ်တွေကိုခိုးယူခဲ့တယ်။ပြီးတော့ဝှေ့စီရွန်ချွန်ကတဆင့်ငွေဖြူခွဲတယ်။လီဒီဟိုင်ကစရင်းတွေကနာမည်တစ်ခုပဲအခြားမိသားစု48စုသူ့ကြောင့်ပျက်စီးသွားတဲ့ရှောင်းကိုတုံတက်ကြီးရွယ်အိုသားကောင်တွေအတွက်မင်းထောင်ကြစေခြင်းနဲ့ရှန်နန်းမင်းအဆုံးထိသွားဖို့ဆုံးဖြတ်ထားတာလားငါနောက်ွယ်ကလူတွေကိုမင်းမရင်ဆိုင်နိုင်ဘူးမင်းနောက်ွယ်ကလူတွေဝှေ့စီရွန်ချွန်ရဲ့တကယ်လေပတ်သူနိုင်ငံခြားကိုထွက်ပြေးသွားပြီးမင်းကသူ့အတွက်အပြစ်ခံနေရတာသူလွတ်လွတ်လပ်လပ်ထွက်သွားတဲ့အခါမင်းသူ့အတွက်ထောင်ကြမယ်မင်းသူကမင်းအသက်ရှင်သေဆုံးတာကိုဂရုစိုက်သေးလားလို့ထင်နေသေးလားရှောင်းကိုတုံငါတို့ကမြို့တော်စီးပွားရေးရာဇဝတ်မှုတပ်ဖွဲ့ကပါမင်းကိုစနစ်တကျလိမ်လည်မှုတန်တရားရှိတယ်တက်တေအထောက်ထားအတုလုပ်ခြင်းပြီးတော့တရားမဝင်ငွေလွှဲခြင်းငါတို့အခုတရားဝင်မင်းကိုချုပ်နှောင်ထားတယ်အထင်လွဲမှားမှုပါ
ငါကူစီချွန်ရဲ့လှည့်စားခံရတာငါလက်မှတ်မထိုးခဲ့ဘူး အရာရှိတာကတက်တဲ့အထောက်ထားဆုံးမှာရှောင်းကိုတုံရဲ့အရင်းနှီးကွင်းဆက်ကိုထိန်းချုပ်ထားတဲ့ FPC ရာခံခြင်းနဲ့ Dark Web ငွေပေးငွေယူမှတ်တမ်းတွေအပါအဝင် ရှေ့နေပူပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ပါတယ်ရှန်နန်းမင်းတမင်တကာငါ့ကိုထောင်ချောက်စင်တယ်မင်းတာနဲ့လွတ်သွားခွင့်မပေးဘူး စည်ရင်းထဲမှာနောက်ထပ်နာမည်48ခုရှိတယ်။ဖွေးစီရွန်ချွန်ရဲ့ကြံရှိတဲ့အရင်းနှီးကွင်းဆက်နှစ်လွှာကိုဖော်ထုတ်ပြီးတာနဲ့သူတို့ရဲ့အိမ်စာချုပ်တွေကိုပြန်ပေးမယ်။တစ်ခုချင်းစီ ငါမင်းနဲ့အတူရှိတယ် သွားကြရအောင်တက်ကြီးရွယ်အို48ယောက်စောင့်နေတယ် ဒီနေ့အစည်းအဝေးမှာအချက်တစ်ခုပဲ3နှစ်ကြာဖြစ်နေတဲ့အမှုဟောင်းဟာစနစ်တကျလိမ်လည်မှုလို့အတည်ပြုခံရတယ်လိမ်လည်မှုဌာနကအမှုဖွင့်ထားပြီးပြီအခုရာဇဝတ်မှုဆိုင်ရာတရားစွဲဆိုမှုဖြစ်သွားပြီဒီအမှုကမကောင်းတဲ့ကြွေးမြီတွေရဲ့ရှုပ်ထွေးမှုကနေအတင်းအကျပ်ကွာဟချက်တစ်ခုကိုဖောက်ထုတ်ခဲ့တယ်ဒါအားလုံးရှန်နီယန်ရဲ့တွန်းအားကြောင့်ပါသူတင်ပြခဲ့တဲ့တက်တဲ့အထောက်ထားကွင်းဆက်က10နှစ်ကြာရှိနေတယောက်ရဲ့အလုတ်ထက်တောင်ပိုရှင်းတယ် ။ရှန်နီယန်ရှေ့နေဒီယန်ပုံငွေစီးဆင်းမှုကိုကချက်ကကျွန်တော်ဒုက္ခရောက်နေတယ်။အစည်းအဝေးပြီးရင်ကျွန်တော်ကိုအကြံပေးလို့ရမလား။ဟုတ်တယ်ရှန်နီယန်နောက်ကနေကြီးတဲ့အမှုတွေမှာငါတို့ကိုပါထည့်ပေးရမယ်။ ကြိုးဆိုပါတယ်သူတို့သမီးအပေါင်းအဖော်ရှန်နီယန် ဟာအာတို့ဝက်ချက်မရှိဘူးအမှုမှတ်တမ်းတွေကကနန်းတွေကမလိမ်ဘူးစကလုံးတိုင်းကိုနှက်ဆွတ်ကြည့်ရင်အမှန်တရားကိုအမြဲတွေးလိုက်မယ်ဒါကအစပဲရှိသေးတယ်စရင်းထဲမှာနောက်ထပ်48ယောက်ရှိတယ်လိမ်လည်မှုရဲ့တက်ကြီးပိုင်းသားကောင်တွေသူတို့ရဲ့ပိုင်ဆိုင်မှုစာချုပ်တွေပြန်မပေးရသေးဘူးဒီတရားမဝင်ကွင်းဆက်ကမဖြတ်ရသေးဘူးငါမရက်ဘူး ရှန်ရှောင်းကိုတုံဖွင့်ပြောပြီးပြီသူဝှေစဲယုံချွမ်ကျောင်းဝန်ခံခဲ့တယ်အထက်ပိုင်း3လွှာတရားလမ်းကျောင်းနိုင်ငံခြားပိုင်ဆိုင်မှုများမြေအောက်ဘဏ်ငွေကြေးခဝါချမှုကုမ္ပဏီအခွန်ငွေကြေးခဝါချမှုအားလုံးကမင်းရဲ့ငွေစည်းစိမ်မှုဇယားနဲ့ကိုက်ညီတယ်တားကောင်48မီတာစုရဲ့ပိုင်ဆိုင်မှုစာချုပ်တွေသူကတစ်ခုချင်းစီအတွက်လက်မှတ်ထိုးခဲ့တယ် ပြီးတော့လီဒယ်ဟန်ရဲ့မိသားစုကော ချန်ချင်းရဲ့အဆောက်အဦ3ရဲ့အပေါင်းစာချုပ်မှတ်တမ်းဝှေစဲယုံချွမ်ရဲ့ဆက်ဆက်အကောင့်တွေအတွင်းမှာအေးခဲထားပြီးသားပါတရားဥပဒေလုပ်ငန်းစဉ်ပြီးတာစာချုပ်တွေကိုပြန်ပေးလို့ရမယ် ရှန်နီယန်ငါယုံကန်းကိုလာခဲ့မင်းရဲ့ကိုယူလာခဲ့ဒါမင်းရဲ့တရားဝင်စာချုပ်ရှင်းနေကုမ္ပဏီရဲ့အဓိကပါတနာဖွဲ့အတွက် ရှင်းနေရှန်နီယန်ဒီနေ့မင်းအတွက်အရေးကြီးတဲ့နေ့ပဲရှောင်းကော်တော့အဖမ်းခံရတယ်ပြီးတော့မင်းရာထူးတိုးတယ်နှစ်ဆပြောစရာပဲဒါအပြင်ငါမသိခဲ့ရင်ဒီလိုဝက်လူဘသူလဲဆိုတာဒီလောက်ချောချောမွေ့မွေ့ဖြစ်နိုင်မလားငါလည်းဂုံပြုတ်ခံထိုက်တယ်နော် မင်းငါထင်တာထက်ပိုမြန်တယ်နော် ရှောင်းကော်တော့ဒီမနက်ဝင်ခံတယ် ငါသိတယ်ဗန္နာရေးမှုကင်းဌာနကငါ့ကိုဖုံးဆက်တယ် ချိန်တာမော်ကွန်းတိုက်ကနေဒုတိယငွေကြေးလမ်းကြောင်းတွေအထိပြီးတော့မှောင်ခိုကွန်ရက်အပ်အထိမင်းငါကိုဘာလို့ဒီထဲဆွဲသွင်းတာလဲ လွန်ခဲ့တဲ့9နှစ်ကငါမိမကကင်ဆာအဆင့်မြင့်နေတယ်တယောက်ယောက်ကအိမ်ပေါင်ခပ်ပင်းစင်အစီအစဉ်တွေရောင်းဖို့လာတယ်ငါရဲ့ပိုင်ဆိုင်မှုစာချုပ်ကိုအပေါင်ထားရင်လစဉ်အတိုးမြင့်မြင့်ရမယ်လို့ပြောတယ်စေကူတာစီအတွက်အကူအညီဖြစ်မယ်လို့ငါသူတို့ကိုယုံတယ်နောက်မှပဲငါသိလိုက်ရတယ်ဒါကဝှေစီမျိုးရဲ့အစောဆုံးရှိပြည့်အစီအစဉ်ဖြစ်တယ်ဆိုတာငါပတ်စံမရဘူးပြီးတော့ငါတို့ရဲ့ပိုင်ဆိုင်မှုစာချုပ်ဆုံးရှုံးသွားတယ်သူမမသိဆုံးခင်မှာငါတို့အိမ်ကိုလေလံတင်ရောင်းပြီးသွားပြီ ဒါဆိုမင်းတယောက်ယောက်ကိုစောင့်နေတာလားကွင်းဆက်တစ်ခုလုံးကိုဖြိုချနိုင်မဲ့သူ ငါလေးနှစ်ဆောင်ခဲ့တယ်ဘယ်တော့မှမှန်ကန်တဲ့လူကိုမတွေ့ဘူး မင်းရဲကိုသွားတိုင်နိုင်တယ်လေ ငါသွားခဲ့တဲ့လွန်ခဲ့တဲ့9နှစ်ကတက်တေအထောက်ထားတွေကရှောင်းကော်တုံးမှရက်သွားတယ်အထက်လူကြီးတွေကလုံးဝတန်ရှင်းနေတယ်ငါကွင်းဆက်တစ်ခုလုံးကိုဖမ်းဆီးနိုင်မဲ့သူတယောက်လိုတယ်အရင်မြစ်ကနေပဲပြီးတော့မင်းလုံနိုင်ခဲ့တယ် အခုဘာလို့မလို့လဲ အမည်မသိသတင်းပေးသူတွေကလှုပ်ဝက်နေတယ်ငါရဲ့တက်တေအထောက်ထားတွေကိုရဲကိုပေးလိုက်ပြီးကျန်တာတွေကငါအတွက်မဟုတ်တော့ဘူးရှန်နီယန်မင်းငါဘယ်တော့မှမလုံနိုင်တာကိုအောင်မြင်ခဲ့တယ်ရှန်နီယန်ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးတင်တာပေါ့ငါကပဲဖိတ်မယ်ကော်တော့ဖမ်းခံရပြီး3ရက်အကြာမှာဟန်ချင်းချင်းကငါ့ကိုတွေးဖို့တောင်းဆိုတယ်သူငါ့ကိုလှည့်စားတယ်သူတကယ်လှည့်စားတယ်ငါသူတကယ်ဂယုစိုက်တယ်လို့ထင်တယ်ချန်တော်ကပြောတယ်မင်းတို့2ယောက်ပြီးသွားပြီတဲ့ပြီးတော့ငါမင်္ဂလာဆောင်လုပ်ရင်ကူမိသားစုအိမ်နဲ့ကုမ္ပဏီရှယ်ယာတွေအားလုံးငါဟာဖြစ်မယ်တဲ့ဒါဆိုမင်းစုလက်ကြီးရင်မင်းကိုကျင့်တရားကိုလွှင့်ပစ်လို့ရတယ်လို့ထင်တာလားမဟုတ်ဘူးအဲ့ဒါမှားနေတယ်ငါနောက်မှသိလိုက်တာငါဟာအဖြစ်ခံဖို့ကရိယာပဲသူကတကယ်တမ်းငါ့ကိုလက်ထပ်ဖို့မရည်ရွယ်ခဲ့ဘူးသူကနာခံတတ်တဲ့လူမိုက်တစ်ယောက်ပဲလို့တယ်အဲ့ဒီချင်းငွေအာမခံစာတွေလက်မှတ်ထိုးဖို့မင်းအဲ့ဒီနေ့ရှုံးမခဲ့ရင်ငါဟာဝင်ပြီးခံရမယ့်သူပဲတန်းနဲ့ချီတဲ့အကျွေးတွေနဲ့အခုချိန်မှာ
နင်းနဲ့ငါတကယ်ဝမ်းနေပါတယ်ငါမားတယ်ဆိုတာသိတယ်ငါအခုအရာရာဆုံးရှုံးသွားပြီငါအိမ်တောင်ပြန်မသွားနိုင်ဘူးမင်းငါ့ကိုခွင့်လွှတ်လို့ရလားငါလဲသားကောင်ပဲလေဒီတစ်ခါတော့ခွင့်လွှတ်ပါငါကတယောက်ယောက်ကို6ကန်းပါးကနေတွန်းချမှာမဟုတ်ဘူးကိုကယ်ဖို့အတွက်မင်းရှင်းရှင်းလင်းလင်းပြောပြီးပြီငါတို့လမ်းကြောင်းတွေမတူဘူးကိုဂယူးဆိုင်နော်ရှင်းနဲ့မင်းငါကိုဒီလောက်ရက်ဆက်ပြီးသွေးမရှိတဲ့လူလိုဖြစ်နေရမှာလား နဲမင်းပါလို့ဒီလောက်စူးစမ်းအလုပ်လုပ်ရတာလဲအခုကစပြီးငါမင်းကိုထောက်ပံ့မယ်ပိုင်ဆိုင်မှုစာတမ်းမှာဘယ်သူနာမည်ရှိလဲဆိုတာတကယ်အရေးကြီးလားစိတ်လျှော့ပြီးငါရဲ့လှပသောသူသမီးဖြစ်ပါ ကူဆယ်ချွမ်းကအားကိုးဖို့လူလိုတော့ကငါအားအနည်းဆုံးအချိန်မှာမင်းကချိုမြေနဲ့စကားတွေနဲ့ငါ့ကိုသတိလက်လွတ်ဖြစ်အောင်လုပ်ခဲ့တယ်ပြီးတော့မင်းကငါအိမ်ငါပတ်စံတွေကိုယူသွားတယ်ပြီးတော့ငါရဲ့3နှစ်တာကိုကုန်ခန်းသွားအောင်လုပ်ခဲ့တယ် ရှောင်းကိုတုံးရဲ့အမှုမင်းကလှပစွာအနိုင်ရခဲ့တယ်မင်းရဲ့နေရာသစ်အစဉ်သစ်ဖြစ်ပြီလို့ကြားတယ်ငါပဲချိန်လာလို့ရမလဲအိမ်သစ်ဝင်ညစာစားဖို့ မင်းကိုအမြဲကြိုဆိုပါတယ်ငါအိမ်ကိုအပြည့်ဝပေးခဲ့တယ်ငါအခုလုံးဝဒေဝါလီခံနေပြီမင်းစိတ်မဆိုးဘူးမလား ငါဝမ်းသာတယ် ငါတယောက်တည်းမရက်တည်နိုင်မှာကိုကြောက်ခဲ့တယ်ဒါကြောင့်ငါစုပ်ကင်မိခဲ့တယ်ငါ့ကိုကမ်းလှမ်းတဲ့လက်တိုင်းပြီးတော့အဆိုးဆုံးကျသွားတယ် ဒါကြောင့်မင်းတယောက်တည်းရက်တီဖို့ငါစောင့်ခဲ့တယ်မင်းကိုယ်တိုင်အုံမြင့်ချခဲ့တယ်မင်းကိုယ်တိုင်အုပ်တွေတဲခဲ့တယ်အခုမင်းချီအောက်ကမြေပြင်မင်းရဲ့ကိုယ်ပိုင်နယ်မြေဖြစ်တယ်ရှင်းနဲ့မင်းအဆိုးဆုံးအချိန်မှာငါလုံနိုင်တာကမင်းကိုငါကပ်ပေးတာပဲမင်းအားအနည်းဆုံးအချိန်မှာငါမင်းကိုကော်ဖီပဲယူလာပေးနိုင်တယ်ဘာလို့လဲဆိုတော့မင်းတနာကျင်နာမှုမလိုဘူးဆိုတာငါသိတယ်ပြီးတော့မင်းကလှူဒန်းမှုဒါမှမဟုတ်ရွေးနှုတ်ခြင်းမလိုဘူးဒါပေမဲ့အခုမင်းခိုင်မာရက်တည်နေပြီငါမင်းမြင်နိုင်တဲ့နေရာမှာရက်ချင်တယ် ငါကဆွဲခေါ်ခံရတာမကြိုက်ဘူး ငါသိတယ်ဒါကြောင့်မင်းဘေးမှာရှောက်ဖို့တောင်းဆိုတာ အိုးမိုးကောင်းအကြီးမင်းအောက်ဆုံးအထိကျသွားတဲ့အခါစိတ်တမကြပါနဲ့မင်းဘဝကအခုမှစတာဖြစ်နိုင်တယ်